အားလုံးပဲမင်္ဂလာပါနေကောင်းကြလားဗောနော်အဆင်ပြေကြလားကျွန်တော်ဒီနေ့ကတော့ပျော်ရွှင်မှုနောက်ကိုလိုက်နေတော့လားဆိုတဲ့အပိုင်းဆက်ဗောနော်အပိုင်း3ကိုကျွန်တော်မျှဝေပေးသွားခြင်းနဲ့ဒါပေမဲ့မမျှဝေခင်ကျွန်တော်အရင်အပိုင်း2မှာဗောနော်ကျွန်တော်တောင်းပန်ခြင်းတာလေးရှိရဗောနော်ကျွန်တော်နေ့ကမှအိယာထကာစားအချင်းမှုတူနေဗောနော်အချင်းမှုတူတော့မဟုတ်ဗောနော်တိတ်မလန်းမဆန်းနဲ့ကျွန်တော်လေးလေးပင်ပင်နဲ့ကျွန်တော်ဗီဒီယိုရိုက်လိုက်မိတယ်ပြီးတော့နေ့လယ်ပိုင်းဖြစ်တဲ့အတွက်နည်းနည်းပါပါဗောနော်ညပိုင်းလောက်တိတ်ပြီးတော့ဗီဒီယိုရိုက်လို့မကောင်းဘူးဗောနော်အဲ့အတွက်ကြောင့်နားထောင်ရတာတိတ်အဆင်မပြေဘူးဖြစ်ကောင်းဖြစ်နိုင်တယ်ကျွန်တော်ကိုယ်တိုင်လည်းပြန်နားထောင်ကြည့်တဲ့အခါမှာအဆင်မပြေဘူးဗောနော်အဲ့အတွက်တောင်းပန်ခြင်းနဲ့ဒါပေမဲ့အထက်မှာပါတဲ့အကြောင်းအရာတွေကတော့အားလုံးအတွက်အကျိုးရှိမယ်ဆိုတာကျွန်တော်ယုံကြည်တယ်ဗောနော်ကိုယ့်ရဲ့ခန္ဓာကိုယ်ကျန်းမာရေးကိုကျွန်တော်ဘယ်လို view စိုက်တယ်ဆိုတဲ့အကြောင်းအရာတွေပါတယ်အဲ့အတွက်လည်းကျွန်တော်အခုချိန်ဒီကျဉ်းမှာပဲခါနာလည်းမရှိဘူးကောင်းကြိုက်တာလည်းသိမရှိဘူးဗောနော်ကျွန်တော်ဖုန်းရသုံးမှသာကောင်းကြိုက်တယ်ကျန်တဲ့ကိစ္စတွေနဲ့ကြိုက်တာမရှိဘူးအဲ့အတွက်အားလုံးကိုကြည့်ရတာပြင်းစရာကောင်းပေမဲ့လည်းနည်းနည်းတစ်ခါတော့ကြည့်သိချင်တယ်ဗောနော်ဒီနေ့ကဗောနော်ပျော်ရွှင်မှုအတွက်အရေးကြီးတဲ့ကျွန်တော်တို့စိတ်ကျန်းမာရေးအကြောင်းဗောနော် mental health အကြောင်းကိုကျွန်တော်ပြပေးသွားမယ်အဲ့တော့ mental health အကြောင်းပြောရမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ဗောနော်ကိုယ့်ရဲ့စိတ်ကိုနားလည်ထားဖို့လိုတယ်ပြီးတော့သူများရဲ့စိတ်ကိုလည်းနားလည်ထားဖို့လိုတယ်အဲ့တော့ကိုယ့်ရဲ့စိတ်ကိုနားလည်ဖို့သူများရဲ့စိတ်ကိုနားလည်ဖို့ဆိုတာက psychology ဆိုတဲ့စိတ်ပညာကိုလေ့လာဖို့လိုတယ်ဗောနော်အဲ့တော့ကျွန်တော်အရင်တော့ဆိုဗောနော်ကျွန်တော်ငယ်ငယ်တုန်းကဟိုးအရင်တုန်းကဆိုရင်စာအုပ်တွေမဖတ်ခင်တုန်းကဆိုရင်ကျွန်တော် psychology လို့ကြားလိုက်ရင်ဒါအယူရည်နဲ့ဆိုင်တဲ့ဘာသာရပ်ဗောနော်ခေါင်းနဲ့မဆိုင်ဘူးဗောနော်အဲ့လိုတွေးခဲ့တယ်ဗောနော်တော်တော်များများလည်းအဲ့လိုတွေးမိမယ်လို့ထင်ပါတယ်ဗောနော်ဒါပေမဲ့ psychology စိတ်ပညာဆိုတာကကျွန်တော်စိတ်ရှိတဲ့လူတိုင်းဗောနော်လူတိုင်းမှာစိတ်ရှိတယ်ဗောနော်စိတ်ရှိတဲ့လူတိုင်းဒီစိတ်ပညာရပ်ကိုလေ့လာသင်တယ်ဒီစိတ်ပညာရပ်ကိုလေ့လာလိုက်တဲ့အတွက်ကိုယ့်ရဲ့စိတ်ကဘယ်ချိန်မှဘယ်လိုမျိုးဖြစ်တတ်တယ်အပြင်ပအရာရဲ့လှုံ့ဆော်မှုကကိုယ့်ရဲ့စိတ်ကိုဘယ်လိုမျိုးလှုံ့ဆော်နေတယ်ဘယ်လိုမျိုးလွှမ်းမိုးနေတယ်ဘယ်လိုမျိုးတက်ရောက်နေတယ်ဒါတွေကိုသိသွားတယ်ပြီးတော့ကိုယ့်ရဲ့ပျော်ရွှင်မှုဝမ်းနည်းမှုဘယ်ချိန်မှကိုယ်ကဘယ်လိုဖြစ်တတ်တယ်ကိုကဘာလို့လုပ်ရင်ကြိုက်တယ်မကြိုက်ဘူးဒါတွေကိုလည်းကိုယ်သိချင်နားလည်ထားတယ်ပြီးတော့ကိုယ့်ရဲ့မပျော်ရွှင်တဲ့ချိန်မှာကိုဘာလုပ်ရင်အဆင်ပြေမလဲကိုဒီချိန်မှာကိုဘာလုပ်ရင်ကိုစိတ်ကအဆင်ပြေလာမလဲကိုစိတ်ကို healing လုပ်နေပေါ့နော်ပြန်လဲကုစားနေတယ်ဟိုပါကိုကတဖြည်းဖြည်းနဲ့နားရလာမှာပေါ့နော်ထို့သူများစိတ်ကိုနားလည်သွားတဲ့အတွက်သူများတွေကကိုယ့်ဘောတခုခုအမှားလုပ်မိတယ်တခုခုမကြိုက်တဲ့ပုံစံမျိုးနဲ့ပေါ့နော်ဆက်ဆံမိရဆိုရင်တော့မှကိုကခွင့်လွှတ်တက်လာတယ်နားလည်ပေးတက်လာတယ်ပြလေးလိုရှုတက်လာတယ်ပေါ့နော်ပြီးတော့သူများတွေကိုစာနာပေးတက်လာတယ်အဲ့တော့ကျွန်တော်ကိုယ်စိတ်ကိုနားလည်ဖို့သူများစိတ်ကိုနားလည်ဖို့အတွက်ကျွန်တော် psychology ကိုလေ့လာဖို့လိုတာပေါ့ဒါပြောရမယ်ဆိုရင်ကျွန်တော်က psychology ကိုကျောင်းနေပါတယ်မှာလေ့လာဖို့တာမဟုတ်ဘူးပေါ့နော်မဖြူဖြူအောင်လို့ဘာလို့နိုင်ငံခြားကျောင်းနေပါသွားပြီးလေ့လာဖို့ရတယ်မဟုတ်ဘူးမြန်မာပြည်ကကျောင်းနေမှာဆိုရင်လည်းမလေ့လာဖို့ဘူးကျွန်တော်ဘာသာကျွန်တော်ရွှေနှုတ်ကနေပြီးတော့ psychology နဲ့ပတ်သက်တဲ့စာအုပ်တွေဖတ်ပြီးတော့ကျွန်တော်ဒိုပါမင်းအကြောင်းတို့ဆွဲလန်းမှုအကြောင်းတို့ပြီးတော့ပျော်ရွှင်မှုအကြောင်းတို့ဒါမျိုးတွေဖတ်ပြီးတော့ကျွန်တော်ဘာသာကျွန်တော်သိလာတာပေါ့နော်သိလာပြီးတော့ကိုယ့်ဘာသာကိုယ်တိုင်ကျင့်သုံးရင်းနဲ့ကိုယ်ဆိုရင်တော်တော်လေးနေသားကြပြီးတော့တုံတယုံဘယ်ရာကမှကျွန်တော်စိတ်ကိုစိတ်ညစ်သွားအောင်မလုပ်နိုင်ဘူးပေါ့နော်တုံတယုံဘယ်ရာကမှကျွန်တော်ကိုစိတ်ညစ်သွားအောင်မလုပ်နိုင်ဘူးတစုံတစ်ယောက်ကကျွန်တော်ကိုစိတ်ညစ်သွားမလုပ်နိုင်ဘူးကျွန်တော်ရဲ့မိသားစုဝင်မှဖြစ်ဖြစ်ကျွန်တော်ရဲ့အရင်နှီးဆုံးမိတ်ဆွေပဲဖြစ်ဖြစ်ဘယ်သူကမှကျွန်တော်ကိုစိတ်ညစ်သွားအောင်တုံတယုံမလုပ်နိုင်တော့လုံနိုင်ခဲ့မယ်ဆိုရင်လည်းခဏပဲပေါ့နော်ရေရှိမဖြစ်ဘူးကျွန်တော်ခဏလေးနဲ့ပြန်ပြီးတော့ကိုဟင်းနေလောက်နိုင်တယ်အဲ့ဒါဘယ်ရလဲဆိုကျွန်တော်စာအုပ်ဖတ်တဲ့အသိပညာဘူးပြရနေပြီးတော့လက်တွေ့ action ပေါ့နော်ဘုဒ္ဓတာတွေကို action လက်တွေ့ကျင့်သုံးလိုက်တဲ့အခါမှာရလာတဲ့အကျိုးဆက်တွေဖြစ်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ဒီနေ့ကျွန်တော်သိသလားမျှဝေပေးသွားခြင်းနဲ့ပျော်ရွှင်ရှင်တဲ့လူတယောက်အနေနဲ့ပထမဆုံးနဲ့စိတ်ပိုင်းဆိုင်ရာပေါ့နော်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးပထမဆုံးရှိထားမယ်အချက်ကပျော်ရွှင်ရှင်တဲ့လူတယောက်ကကိုယ့်ဘာသာကိုအလုံးစုံနားလည်ထားပြီးတော့ကိုယ်အကြောင်းကိုအလုံးစုံသိထားပြီးတော့နားလည်ထားပြီးတော့ကိုယ့်ရဲ့ကောင်းကွက်တွေရောဆိုးကွက်တွေရော
ကောင်းတဲ့အရာတွေရောချိုးရင်းချက်တွေရောအရာအလုံးကိုကိုကနားလည်ပြီးတော့လက်ခံထားရမယ်ပေါ့နော်ကိုယ့်ဘာသာကိုလက်ခံထားရမယ်ကိုယ့်ရဲ့ဘဝကိုကျင့်တတ်မှုရှိရမယ်ကိုပိုင်ဆိုင်ထားတဲ့အရာတွေကျင့်တတ်မှုရှိရမယ်ကိုမပိုင်ဆိုင်တဲ့အရာတွေကိုတန်တာနေလို့မရဘူးပေါ့နော်အဲ့တော့အဓိကပြောချင်တာကပျော်ရွှင်တဲ့လူတောင်နေနဲ့ပထမဆုံးစိတ်ပိုင်းဆိုင်ရာအရေးကြီးတဲ့ချက်ပေါ့နော်အဲ့ဒါကတော့ကိုယ့်ဘာသာကိုကိုယ့်အကြောင်းကိုအလုံးစုံနားလည်ပြီးတော့လက်ခံထားရမယ်ကိုယ့်ရဲ့ကောင်းကွက်အဆိုးကွက်တွေကိုသိချာသိထားမယ်ကိုယ့်ရဲ့ချိုးရင်းချက်တွေကိုသိချာသိထားရမယ်သိထားတဲ့အမြလက်ခံထားမယ်ပေါ့နော်ကိုယ့်ရဲ့ကောင်းကွက်တွေကိုကိုယ့်ရဲ့ကောင်းတဲ့အရာတွေကိုကိုယ့်ရဲ့တော်တဲ့နေရာတွေကိုကိုယ့်ရဲ့အရေးချင်းတွေကိုတော်လောင်မြင်တင်ပြီးတော့ကိုယ့်ရဲ့ဆိုးကွက်တွေကိုယ့်ရဲ့ချိုးရင်းချက်တွေကိုပြုပြင်ပြောင်းလဲပြီးတော့ပြင်ဆင်သွားမယ်ပေါ့နော်ကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာချိုးရင်းချက်တွေတော်တော်များများကတော့ပြောင်းလဲပြပြင်လို့ရတယ်ပေါ့နော်ကိုယ့်ဘက်ကသာပြောင်းလဲခြင်းနဲ့ဆရာထပ်တမ်းမယ်ဆိုရင်ပြောင်းလဲပြပြင်လို့ရတယ်စိတ်ပိုင်းဆိုင်ရာချိုးရင်းချက်တွေပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းအခုချိန်ဒီစိတ်ပိုင်းဆိုင်ရာချိုးရင်းချက်တွေအများကြီးရှိသေးတယ်ကိုတတိထားမိတဲ့အခါတိုင်းတတိထားပြီးတော့ငါဒီဟာလေးတော့ဒီလိုပေါ့နော်လိုရင်ကောင်းမယ်ဆိုပြီးတော့ဟောကိုတောင်းလဲနေရလေးရှိတယ်ခန္ဓာကိုယ်ပိုင်းဆိုင်ရာချွင်းချက်တွေကတော့ပြပြင်လို့မရတော့တာရှိရပါတော့ကျွန်တော်ဆိုရင်ရက်မရှိဘူးပေါ့နော်ရက်မရှိဘူးရင်တော့ဆိုရင်ကျွန်တော်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တော်လေးကိုအလိုမကြောက်ဘူးပေါ့နော်မကြည့်မနဲ့ဘူးနော်ကျင်းတတ်မှုမရှိဘူးပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တိတ်ပြီးတော့ရင်တော့ကပျော်ရွှင်မှုမရှိခဲ့တာပေါ့နော်အဲ့ဒီလည်းပါတယ်ပေါ့နော်အခုအချိန်မှာကျွန်တော်ကိုအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတရားရောက်ထိကပါကြီးကပါပြောလာမှာဆိုရင်ကျွန်တော်ဘာမှမရှိဘူးပေါ့နော်ပြောချင်အောင်ပြောပေါ့နော်ဘာမှမဖြစ်တာကျွန်တော်ရဲ့အားနည်းချက်ကိုကျွန်တော်အလုံးစုံလက်ခံလိုက်တဲ့အတွက်ဘယ်သူဘလို့လာပြောကျွန်တော်ရဲ့စိတ်ထဲမှာသူ့ရဲ့စကားလုံးကတခွန်းမှရောက်မလာဘူးပေါ့နော်ကျွန်တော်ခလုံးပဲချလိုက်တယ်โอเคအဲ့လေးပြောချင်တယ်တချို့စိတ်ပိုင်းဆိုင်ရာအများစုကတော့ပြုပြင်ပြင်ဆင်လို့ရပေမဲ့ကိုယ်စိတ်ရထက်တဲ့လို့ပြောင်းလဲလို့ရပေမဲ့တချို့ရုပ်ပိုင်းဆိုင်ရာတွေကတော့ဒီတိုင်းပဲနားလေလက်ခံလိုက်ရမယ်အနေထားမျိုးပေါ့နော်ပြောင်းလဲဖို့ခက်တယ်ပေါ့နော်အနေထားရှိတယ်အဲ့တော့ပျော်ရွှင်ခြင်းတဲ့လူတောင်နေနဲ့နောက်တစ်ခုပေါ့နော်စိတ်ပိုင်းဆိုင်ရာရှိရမယ်အချက်ကပြုပြင်ပြောင်းလဲခြင်းစိတ်ထက်တန်ရမယ်ပေါ့နော်ကျွန်တော်တို့ပျော်ရွှင်ခြင်းတဲ့လူဖြစ်ဖို့အတွက်ကအရေးကြီးဆုံးအချက်ကကိုကပျော်ရွှင်တဲ့လူတယောက်ဖြစ်ရမယ်ဆိုတော့စိတ်အားထက်သန်မှုရှိရမှာပေါ့နော်ပတ်စံချမ်းသာခြင်းတဲ့လူတယောက်ကအရေးကြီးဆုံးအချက်ကပတ်စံချမ်းသာတဲ့လူတယောက်ဖြစ်ရမယ်ဆိုတော့စိတ်အားထက်သန်မှုရှိဖို့ပေါ့နော်အဲ့လိုစိတ်အားထက်သန်မှုရှိလာတဲ့အခါမှာကိုကပျော်ရွှင်ခြင်းတဲ့လူတယောက်ဖြစ်ရမယ်ဆိုပြီးတော့စိတ်အားထက်သန်မှုပြင်းပြနေတဲ့အခါမှာကိုယ့်ရဲ့အတွေးတွေမှန်သမျှကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေမှန်သမျှကပျော်ရွှင်မှုအတွက်ကိုကစူးစမ်းအထောက်မှုတွေဖြစ်လာမယ်ပျော်ရွှင်မှုဆိုတဲ့လမ်းကြောင်းကိုသွားတယ်အတွေးတွေဖြစ်လာမယ်ပျော်ရွှင်မှုဆိုတဲ့လမ်းကြောင်းကိုသွားတယ်လှုပ်ဆောင်ချက်တွေဖြစ်လာမယ်ပေါ့နော်လေးလာတင်လာလေးလာမယ်ဖြည့်သိတင်လာဖြည့်သိမယ်အဲ့လိုမျိုးတွေရှိလာမှာပေါ့နော်အဲ့တော့ဆရာသက်သက်မှုတာမရှိဘူးဆိုရင်ဘာမှဖြစ်မလာဘူးနော်ကျွန်တော်စိတ်ကအဓိကပဲပေါ့နော်ကိုယ့်ရဲ့စိတ်ကအဓိကကိုယ့်ရဲ့မှာဆရာသက်သက်မှုရှိရင်ဘာမစိုးစူးစမ်းပြီးတော့ရယူနိုင်တယ်နော်ပျော်ရွှင်တဲ့လူတောင်နေနဲ့ပထမဆုံးပျော်ရွှင်တဲ့လူတယောက်ဖြစ်ရမယ်ဆိုတော့ဆရာသက်သက်မှုရှိရမယ်ပြပြပြောင်းလဲခြင်းနဲ့ဆရာသက်သက်မှုရှိရမယ်ပျော်ရွှင်မှုဆိုတာကကိုယ်မှာချွေးနေတဲ့အရာတွေကိုပြပြပြောင်းလဲရမယ်ကိုယ်မှာကောင်းနေတဲ့အရာတွေကိုပိုပြီးကောင်းအောင်ပြပြပြောင်းလဲရမယ်အများကြီးပြပြပြောင်းလဲဖို့လိုတယ်ပေါ့နော်ကျွန်တော်ဆိုရင်လည်းလွန်ခဲ့တဲ့3-4နှစ်လောက်နဲ့ဆိုင်ရင်ဘာမှကိုမဆိုင်တဲ့လူတယောက်ပေါ့နော်တွေးခေါ်အစလောက်ဆောင်ချက်ကအစဘာမှကိုမဆိုင်တဲ့လူတယောက်စัญญင်ပန်ကြီးပေါ့နော်အဲ့လိုဖြစ်သွားတယ်အဲ့လိုဖြစ်သွားတဲ့အထိကျွန်တော်အများကြီးတဖြည်းဖြည်းနဲ့ပြပြပြောင်းလဲခဲ့တယ်ခုပြောချင်တာကပျော်ရွှင်တဲ့လူတယောက်ဖြစ်ခြင်းလဲဆိုရင်ပထမဆုံးပြုပြင်ပြောင်းလဲခြင်းသိရှိရမယ်ပျော်ရွှင်တဲ့လူတယောက်ဖြစ်ရမယ်ဆိုတော့ဆရာတက်တတ်မှုရှိရမယ်ဒီမှာတခုတတိထားမှာကပြုပြင်ပြောင်းလဲတယ်ဆိုတာကမိမိပြုပြင်ပြောင်းလဲတာမျိုးပဲဖြစ်ရမယ်အခြားလူကိုပြုပြင်ပြောင်းလဲဖို့ကြိုးစားတာမျိုးကိုမထိန်ချုပ်နိုင်တဲ့ရာသီဥတုတို့ဒီလိုဘေးအန္တရာယ်တို့ဒါတွေကိုပြုပြင်ပြောင်းလဲဖို့ကြိုးစားတာမျိုးဆိုတာကမဖြစ်နိုင်တဲ့အရာပေါ့နော်ကိုယ့်ရဲ့ချစ်သူရည်သားကိုပြုပြင်ပြောင်းလဲဖို့ကြိုးစားတာတို့ဘာလို့ပါလုံးဝကိုမဖြစ်နိုင်တဲ့အရာလူတယောက်ပြောင်းလဲသွားတယ်ဆိုတာက
သူ့မှာပြောင်းလဲခြင်းစိတ်ရှိလို့ကိုပြောင်းလဲသွားတာဘေးပတ်ဝန်းကျင်ဘသူကဘာတွေပဲဘလို့ပြောသူပြောင်းလဲခြင်းစိတ်မရှိရင်လုံးမပြောင်းလဲဘူးအတွက်ကိုကဘလို့ပဲသူ့ကိုပြောင်းလဲအောင်ကြိုးစားဘာမှဖြစ်လာမှာမဟုတ်ဘူးအတွက်အဲ့လိုသူများတွေကိုပြောင်းလဲဖို့ကြိုးစားနေမယ်ဆိုရင်ကိုမထိန်ချုပ်နိုင်တဲ့အရာတွေကိုပြောင်းလဲဖို့ကြိုးစားနေမယ်ဆိုရင်ဘယ်တော့မှပျော်ရွှင်လာမှာမဟုတ်ဘူးနော်အားလေတစ်ချက်ဂရုစိုက်ဖို့လိုတယ်ပေါ့နောက်တစ်ခုကပျော်ရွှင်တဲ့လူတစ်ယောက်မှရှိရမယ်စိတ်ပိုင်းဆိုင်ရာအချက်တစ်ချက်ပေါ့နော်စိတ်ဓာတ်တစ်ခုကကြတော့မိမိကအမြဲတမ်းပေါ့နော်တိုးတက်ပြောင်းလဲနေတဲ့လူတစ်ယောက်ဖြစ်ရမယ် growth mindset ရှိရမယ်ပေါ့နော် growth mindset ရှိရမယ်အမြဲတမ်းလေ့လာနေရမယ်ခုပြီးတစ်ခုလေ့လာသွားရမယ်ကျွန်တော်စိတ်ပိုင်းဆိုင်ရာမှာရောငွေကြီးပိုင်းမှာရောကျန်းမာရေးမှာရောအရေးချင်းပိုင်းမှာရောအရာမှာပေါ့နော်ဟောတဖြည်းဖြည်းနဲ့တိုးတက်ပြောင်းလဲမှုရှိရမယ်ဒီနေ့ကိုနည်းစီတိုးတက်ပြောင်းလဲသွားနေရမှာပေါ့နော်အဲ့လိုမျိုးတိုးတက်ပြောင်းလဲသွားမှကိုကျင့်တတ်မှုရှိပြီးတော့ဘဝကနေလို့ပြောလာမယ်ဘဝကနေလို့ကောင်းလာမယ်ပေါ့နော်ဘဝကတဖြည်းဖြည်းနဲ့အဆင်ပြေချောင်းမွေ့လာမယ်အဲ့လိုမျိုး growth mindset မရှိဘဲနဲ့ရက်တက်နေလူတယောက်ပေါ့နော်တိုးသားမှုမရှိဘဲနဲ့ရက်တက်နေလူတယောက်ကဘာနဲ့တူတယ်လဲပေါ့နော်ဘာလို့တော့တနေရာထဲမှာရက်နေတာမဟုတ်ဘဲနဲ့တိုးသားမှုမရှိဘဲနဲ့ရက်တက်နေလူတယောက်ကတနေရာထဲမှာရက်တက်နေတာမဟုတ်ဘဲနဲ့သူများတွေကရှေ့ရောက်သွားပေမဲ့သူကနောက်ကိုတဖြည်းဖြည်းဆုတ်သွားပြီးတော့သူကတဖြည်းဖြည်းနောက်မှကျန်ခဲ့တယ်ပေါ့နော်ကိုကဒီမှာရှိနေရင်ကိုကဒီနေရာမှာပဲသူများတွေနဲ့မသိမရင်မဟုတ်ဘဲနဲ့သူများတွေကရှေ့ရောက်သွားပြီးတော့ကိုကဒီမှာရက်တက်နေပြီးတော့ဒီနေရာပဲမရွေပဲနဲ့တဖြည်းဖြည်းနဲ့နောက်မှကြံနေတယ်အဲ့တော့ကိုကနောက်မှကြံခဲ့တဲ့အရေးချင်းရအောင်စိတ်ပိုင်းဆိုင်ရာရအောင်ငွေကြေးရအောင်ကျန်းမာရေးရအောင်တဖြည်းဖြည်းနဲ့သူများတွေနောက်မှကြံခဲ့တယ်ကြံခဲ့တဲ့အခါမှာကိုမကျေနပ်ဘူးပြီးတော့တိမ်ငင်လာတယ်တိတ်ပြီးလူရမဝင်တော့ဘူး confidence မရှိတော့ဘူးကိုယုံကြည်ချက်မရှိတော့ဘူးဒီချက်တကမှအဲ့ခါမှာစိတ်တက်ကြလာစိတ်တက်ကြလာတဲ့ခါမှာမကြိုးစားကြတော့တိုးတက်မှုမရှိဘူးတိုးတက်မှုမရှိတော့ဒီများနောက်ကျန်ခဲ့တယ်ဒီများနောက်ကျန်ခဲ့တော့တိမ်ငယ်တယ်စိတ်တက်ကြတယ်ယုံကြည်ချက်မရှိတော့ဘူးအဲ့လိုဖြစ်တော့ကြိုးစားခြင်းတွေမရှိဘူးကြိုးစားခြင်းမရှိတော့တိုးတက်မှုမရှိဘူးတိုးတက်မှုမရှိတော့ဒီများနောက်ကျန်ခဲ့တယ်ဒီများနောက်ကျန်ခဲ့တော့ကိုကျင့်မှုမရှိဘူးတိမ်ငယ်တယ်ယုံကြည်ချက်မရှိဘူးကိုဘာသာကိုအဲ့တော့စိတ်တက်ကြလာတယ်အဲ့တော့မကြိုးစားဘူးတန်တရားလဲနေပေါ့နော်တန်တရားလဲနေတယ်ဂျားပြအနေနဲ့ကဘဝမှာကျွန်တော်သိတဲ့တန်တရားတွေအမျိုးမျိုးရှိရပါတော့ပထမဆုံးနဲ့ခုနကမကြိုးစားလို့ဒီမှာနောက်ကျန်ပြီးတော့ယုံကြည်ချက်မရှိ confidence မရှိပြီးတော့တိမ်ငယ်ပြီးတော့စိတ်တက်ကြပြီးတော့မကြိုးစားဒီမှာနောက်ကျန်အဲ့ဒါတစ်ခုရှိရဲနောက်တစ်ခုကကြတော့ပျော်ရွှင်ခြင်းလို့ငွေသုံးတော့ငွေမရှိတော့ပျော်ရွှင်မှုကိုသတိပြီးတော့လုပ်ပြီးတော့ငွေပြန်ရှာတော့ငွေပြန်ရတာငွေပြန်ရတဲ့အခါမှာပျော်ရွှင်မှုကိုသတိလိုက်တဲ့အတွက်ပျော်ရွှင်မှုကမရှိတဲ့အတွက်ပျော်ရွှင်မှုတွေငွေပြန်သုံးသုံးထားတဲ့ငွေကသုံးလိုက်တဲ့အတွက်ငွေမရှိတော့ဘူးငွေမရှိတဲ့အတွက်ပျော်ရွှင်မှုကိုသတိပြီးတော့လုပ်ပြီးတော့ငွေပြန်ရှာအဲ့ကြောင့်လည်းအလုပ်ကိုချစ်ဖို့လိုတယ်ဆိုတော့ဗောနော်ဒီမှာတော့တော်တော်များများကအလုပ်ကိုချစ်တဲ့လူကသိမရှိဘူးဗောနော်မတရားပင်ပန်းအောင်တရားလုပ်တယ်အဲ့တော့ခုနလိုဗောနော်ပျော်ရွှင်မှုအတွက်ငွေသုံးတယ်စားတယ်တောက်တယ်ဝယ်ချမ်းတယ်ငွေသုံးလိုက်တော့ငွေရမရှိတော့ဘူးမရှိတော့တဲ့အတွက်ပျော်ရွှင်မှုကိုသတိပြီးတော့လုပ်ပြီးတော့ငွေပြန်ရှာတယ်အဲ့တော့ပျော်ရွှင်မှုကသတိလိုက်တဲ့အတွက်ပျောက်သွားတယ်ပျောက်သွားတဲ့ပျော်ရွှင်မှုကိုရလာတဲ့ငွေနဲ့ပြန်ပြီးတော့ဝယ်တယ်ပျော်ရွှင်မှုကိုငွေနဲ့ဝယ်လိုက်တဲ့အတွက်ပတ်စံကုန်သွားတယ်ကုန်သွားတဲ့ပတ်စံကိုပျော်ရွှင်မှုသတိပြီးတော့လုပ်ပြီးတော့ပြန်ပြီးတော့ရှာတယ်တန်ရနေတယ်တန်ရနှစ်ခုရှိရောနောက်တစ်ခါကျတော့အဲ့လိုငွေနဲ့ပဲဆိုင်တယ်ပေါ့နော်ကို့မှာငွေမရှိဘူးပေါ့နော်ငွေမရှိတော့ငွေရှာတယ်ပေါ့နော်ငွေရှာပြီးတော့လိုအပ်တဲ့နေရာမှာမသုံးဘူးသုံးချင်တဲ့နေရာသုံးတယ်
ဝယ်ကျင်တာဝယ်တယ်သွားကျင်တာသွားတယ်စားကျင်တာစားတယ်ကိုဝင်ငွေနဲ့မမျှတာတဲ့ brand တွေဝယ်တယ်ကိုဝင်ငွေနဲ့မမျှတာတဲ့ပစ္စည်းတွေဝယ်တယ်ကိုဝင်ငွေနဲ့မမျှတာတဲ့စားသောက်ဆိုင်တွေသွားတယ်ကိုဝင်ငွေနဲ့မမျှတာတဲ့ခရီးတွေထွက်တယ်ပြီးတော့ငွေရမရှိတော့ပြန်ရှာတယ်ပြန်ရှာပြီးသုံးကျင်တာသုံးတယ်သွားကျင်တာသွားတယ်စားကျင်တာစားတယ်လုပ်ကျင်တာလုပ်တယ်ဝယ်ကျင်တာဝယ်တယ်အဲ့တော့ငွေကုန်သွားပြန်တယ်ကုန်သွားပြီးတော့ပြန်ရှာတယ်ပြန်ကုန်တယ်ပြန်ရှာတယ်ပြန်ကုန်တယ်ဒါလည်းငွေကြီးတန်နေရပါတော့အဲ့ဒီတန်နေတစ်ခုရှိတယ်ပေါ့နော်ဒါကတော့အပြင်းတန်နေရပါတော့ပြင်းနေဘာမှမလုပ်ချင်ဖုန်းလေးပေါ့ဟိုပေါ့ဒီပေါ့ဟိုလိမ့်ဒီလိမ့်ဟိုလဲဒီလဲထိုင်လိုက်ထားလိုက်သွားလိုက်လာလိုက်လမ်းလေးလျှောက်လိုက်ပြန်ပြီးလဲလိုက်ပြင်းတော့ဘာမှမလုပ်ဘူးဘာမှမလုပ်တော့မကြိုးစားတော့မတိုးတက်လာဘူးမတိုးတက်လာတဲ့အတွက်ခုနလိုပဲကိုယ့်ဘာသာကိုကျင်းနေမှုမရှိဘူးသူများနောက်ကိုနောက်ကောက်ကြံခဲ့တယ်တင်ငယ်လာတဲ့အတွက်ကိုယ်ကိုယုံကြည်မှုမရှိဘူးကိုယ့်ဘာကိုလည်းမကျင်းနေဘူးအဲ့အတွက်ပြနဲ့လူကစိတ်တက်ကြလာတယ်စိတ်တက်ကြလာတော့မကြိုးစားခြင်းဘူးပြင်းလာတယ်အဲ့တော့ပြင်းလာပြီးတော့တခါပြန်လေသွားတယ်မကြိုးစားဘူးမကြိုးစားတော့ဒီမှာနောက်ကြံခဲ့တော့ကိုယ်ကိုမကျင်းနဲ့ယုံကြည်ချက်မရှိပြီးတော့စိတ်တက်ကြပြီးတော့မကြိုးစားခြင်းပြင်းလာအဲ့လိုဖြစ်တယ်ပေါ့နော်ဒါအပြင်းတယ်နေပေါ့နော်အဲ့ဘဲတန်တရားတွေပဲဝင်သွားပေါ့နော်ဘဝကတော့ယုံနဲ့ပြန်ပြီးတော့အဆင်ပြေမလာနိုင်တော့အခုကျွန်တော်ဒါကကျွန်တော်သိတဲ့တန်တရားပေါ့နော်အဲ့တော့ဒီလိုတန်တရားတွေဝင်နေမယ်ဆိုရင်ကိုယ့်ဘာသာကိုတတိထားပြီးတော့ရုံထွက်ဖို့လိုတယ်ပေါ့နော်ရုံမထွက်ဖို့ဆိုရင်ဘဝကလုံးဝအဆင်မပြေနိုင်ဘူးပေါ့နော်လုံးဝအဆင်မပြေနိုင်ပါဘူးတည်တဲ့အထိဘာမှကိုယ့်ဘဝကဘာမှတိုးတက်မလာပဲနဲ့ဘာမှရှိမလာပဲနဲ့ဒီတိုင်းပဲလုံးပါသွားမှာပေါ့နော်ပြီးတော့နောက်တစ်ခုပေါ့နော်ပြည်ရှင်တဲ့လူတောင်မှရှိရမယ်စိတ်နေစိတ်ထားနောက်တစ်ခုကကြတော့လူတွေရဲ့ attention ကိုအရင်လိုချင်မနေနဲ့ပေါ့နော်လူတွေရဲ့ attention ကိုလိုချင်တဲ့လူတယောက်ဖြစ်လို့မရဘူးပေါ့နော်ပြည်ရှင်တဲ့လူကကျွန်တော်ရင်တုန်းကဆိုရင်ကျွန်တော်စာအုပ်စာဖတ်တုန်းကဆိုရင်ကျွန်တော်ပြောခဲ့တယ်ပေါ့နော်ကျွန်တော်စာအုပ်ဖတ်ရတဲ့ရည်ချက်ကတစ်နှစ်လောက်ကပေါ့နော်တစ်နှစ်လောက်ခံကကျွန်တော်စာအုပ်ဖတ်ရတဲ့ရည်ချက်ကလူတွေရဲ့ attention ကိုလိုချင်လို့ကျွန်တော်ဖတ်နေရဖြစ်တယ်အဲ့အတွက်ကျွန်တော်မှာကငါ့ဘဝတိုးတက်အောင်စာဖတ်မယ်ဆိုတဲ့စိတ်မျိုးနဲ့ဖတ်တာမဟုတ်တဲ့အတွက်မရအများကြီးတိုးတက်လာတာမရှိဘူးပေါ့နော်လူတွေရဲ့ attention ကိုလိုချင်တဲ့အတွက်ဟိုဟာလေးတင်လိုက်ဒီဟာလေးတင်လိုက်နေattention ရရင်တော့ကြော်ပြီးတော့ like နေတယ် view နေတယ်ဆိုရင်တော့စိတ်ကတိကတောက်ဖြစ်သွားမျိုးတွေရှိရပေါ့နော်ဒါကလူတွေရဲ့ attention ကိုလိုချင်ရတဲ့ရည်ရွယ်ချက်ကံကောင်းတာကကျွန်တော်ကအရင်တုန်းကကိုပိုင်ဝင်ငွေလည်းမရှိပဲနဲ့မိသားစုကလည်းချမ်းသာတဲ့မိသားစုမဟုတ်တဲ့အတွက်အလယ်လက်မိသားစုတော့မဟုတ်ဘူးနော်မဟုတ်တဲ့အတွက်ကျွန်တော်မှသူများအထင်ကြီးအောင်ဆိုပြီးတော့ brand တွေဝယ်တာတို့ကိုမဝယ်စားနိုင်တဲ့ຢာတွေဝယ်စားတာတို့ကိုမဝယ်နိုင်တဲ့ပစ္စည်းတွေဝယ်တာတို့အဲ့လိုမျိုးတွေတော့မရှိခဲ့ဘူးပေါ့နော်အဲ့လိုမျိုးတွေမရှိခဲ့လို့လေနောက်ခုချိန်မှာ brand တွေသိမမှတ်ဘူးပေါ့နော် brand တွေသိမမှတ်တာကအဲ့လိုမျိုးအရင်တော့ကလည်း brand တွေပါတယ်မသုံးခဲ့ဘူးနောက်ပြီးတော့ရွှေနှုတ်ထဲမှာစာအုပ်တွေ brand နဲ့ပတ်သက်တဲ့စာအုပ်တွေ marketing နဲ့ပတ်သက်တဲ့စာအုပ်တွေဖတ်ပြီးတော့ brand ဆိုတာကနာမည်သက်သက်ပဲတကယ်တော့ brand လိုပဲကောင်းတဲ့ပစ္စည်းတွေကိုဈေးသက်သက်သာနဲ့ဝယ်လို့ရပါတော့ပြောရင်ဒီဘောပင်တစ်ချောင်းပေါ့နော်ရေသွေးတူတူပဲလောက်ဆောင်မင်းနေတဲ့အရာနဲ့တူတူပဲဒါပေမဲ့ဒီဘောပင်ရဲ့ brand ကအရန်ကောင်းပြီးတော့ဒီဘောပင်ကအခုမှ company အသစ်လေးပေါ့နော်အဲ့ဆိုရင်ဒီကြပေါ့ဒီဘောပင်က brand ကောင်းတဲ့ဘောပင်ကဒီဘောပင်ထက်ပိုပြီးတော့ဈေးကြီးနေလိမ့်မယ်။ဘာလို့ဒီ brand ရဲ့တန်ဖိုးက
ဒီဘောပင်ရဲ့တန်ဖိုးတွေကိုထပ်ပြီးပေါင်းထည့်သွားလိုက်တဲ့အတွက်အရေးအသွေးတူညီပေမဲ့တန်ဖိုး quality ချင်းတူပေမဲ့ပစ္စည်းချင်းတူပေမဲ့ဒီဘောပင်ကပို့ပြီးတော့ဈေးကြီးသွားခြင်းဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးရှိတယ်အများစုအဲ့လိုမျိုးပေါ့နော်ကျွန်တော် brand တွေပါအရင်မသုံးဘူးတဲ့အတွက်အများကြီးတော့နားမလည်ဘူးပေါ့နော်နားမလည်ဘူးဒါကကျွန်တော်သိတဲ့လောက်လေကျွန်တော်စာအုပ်ဖတ်ပြီးကျွန်တော်သိထားတဲ့လောက်လေရှင်းပြတာကျွန်တော် brand တွေသုံးမှလူဘဝကြီးအဆင်ပြေနေမှာမဟုတ်ဘူးကျွန်တော်တို့ brand တွေလိုပဲအရေးသွေးကောင်းတဲ့ပစ္စည်းတွေကိုဈေးချွတ်နဲ့ဝယ်ပြီးတော့သုံးရင်လည်းအဆင်ပြေတယ်ပေါ့နော်ကျွန်တော်မှာအစိတ်ရှိတဲ့အတွက်ကျွန်တော်မှာငွေလေးပါနေနေပါရှိလာတဲ့အခါမှာရန်ကြီးမရတော့ဘူးပေါ့နော်လူတွေထင်ကြည့်အောင်ဆိုပြီးဟိုကဝက်ပြတရားဝက်ပြကျွန်တော်တိတ်ပြီးတော့မရတော့ဘူးရင်းကြီးဆိုလဲကျွန်တော်ရှင်းရဝယ်ထားတာပေါ့နော်ကျွန်တော်ဝယ်သမျှဟာတွေရှင်းရကြည့်ပဲတော်တော်များများကရှင်းကတရုတ်ကပေါ့နော်တရုတ်က application နားမှာရရောက်လာတယ်အခုနပြောချင်တာကဒါတော့အကြပြပေါ့နော်ရန် brand တွေသုံးမှဘွားကြီးကအဆင်ပြေနေမှာမဟုတ်ဘူးပေါ့နော် brand တွေလိုမျိုးကောင်းတဲ့ပစ္စည်းတွေကို brand တွေထက်ဈေးချွတ်နဲ့ဝယ်ပြီးတော့သုံးလဲဘွားကြီးကအဆင်ပြေတယ်ပေါ့နော်အဲ့လိုမျိုး marketing အရာကိုရီးယားပစ္စည်းတန်ဖိုးထက်ဒီ brand ရဲ့တန်ဖိုးကိုပေါင်ပြီးတော့ပေးရတဲ့ပစ္စည်းတွေရှိရပေါ့နော်ဟိုနာမည်ကြီး brand တွေဆိုရင်ပေါ့နော်လူတွေရဲ့အတန်းရှင်းကိုမလို့ခြင်းတော့ငါဘယ်လိုလုပ်ရမလဲဆိုတော့တို့တွေစောက်တွေဖတ်မှာပေါ့နော်စောက်တွေဖတ်မယ်ဖတ်တဲ့အခါမှာစိတ်ပိုင်းဆိုင်ရာပို့ပြီးတော့ပြေဝလာမယ်စိတ်ပိုင်းဆိုင်ရာပို့ပြီးတော့ရင်းကျက်လာမယ်ပြီးတော့ကိုယ်မှရှိတဲ့အရာတွေကိုကျင်းနေလာမယ်ရောင်းရဲလာမယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကလူတွေအထင်ကြီးအောင်တမန်တက်လောက်ပြနေကြမလို့တော့ပဲနဲ့ကိုယ့်ဘဝကိုကျင်းနေရောင်းရဲနေတဲ့အတွက်ပျော်ရွှင်မှုရှိရပါတော့ပျော်ရွှင်မှုရတယ်အဲ့တော့စာအုပ်ဖတ်မယ်စိတ်ပိုင်းဆိုင်ရာရင်းကျက်လာမယ်ဘဝနဲ့အတွေ့အကြုံလေးတွေယူမယ်သင်ခန်းစာလေးတွေယူမယ်ကိုယ့်ဘဝကိုရှိရလေးတွေကိုကျေးဇူးတင်ပြီးတော့ကျင်းနေရောင်းရဲနေမယ်ဆိုရင်ဒီပေမဲ့လူတွေရဲ့အတန်းရှင်းငါအတွက်အရေးမပါဘူးဆိုတော့လူတစ်ယောက်ဖြစ်လာလိမ့်မယ်ဒါတော့နီးလမ်းပေါ့နော်နောက်တစ်ခုကျွန်တော်ပြောချင်တာကကျွန်တော်ဒီဗီဒီယိုတွေရိုက်တင်နေဆိုတာလေလူတွေရဲ့အတန်းရှင်းလို့ကျွန်တော်ရိုက်တင်နေတာမဟုတ်ဘူးနံပါတ်1အဓိကအချက်ကကျွန်တော်ခုချိန်မှာအရန်ကို professional ဘဝကိုရရှိနေတယ်ဆက်ပြီးတော့လည်းဒီထက်ပိုပြီးပြောရှင်းအောင်ကျွန်တော်လုပ်နေရပါတော့အဲလည်းနောက်အပိုင်းနေကြရင်ကျွန်တော်ဘာလုပ်နေလဲဆိုတာကျွန်တော်တဖြည်းဖြည်းနဲ့တစ်ခုချင်းထည့်ပေးသွားမှာပေါ့နော် professional ဘဝကိုရရှိနေတယ်ရင်တော့ကကျွန်တော်ကလုံးမပြောရှင်းခဲ့ရဘူးဟိုဒီဂျပန်မှာကျွန်တော်စိတ်ပိုင်းဆိုင်ရာခက်ခဲတွေရောအလုပ်ဖိအားတွေရောမိသားစုဖိအားတွေရောအများကြီးရှိရအပေါင်းအသင်းပေါ့နော်ဆက်ဆံရေးဖိအားတွေအများကြီးရှိရဒါပေမဲ့အဲ့ဒီအားလုံးကကျွန်တော်အတွက် AC ဖြစ်နေတယ်ကျွန်တော် AC ကြောင့်ဖြစ်နိုင်တယ်ကျွန်တော်လာရောက်တင်တာလာရောက်လိုက်တင်ဆက်တန်ပြီးတော့နည်းနည်းခက်ခွာနေတဲ့လူတွေခွာနေတယ်ဒါပေမဲ့မုန်းနေတဲ့သဘောမျိုးလားဆိုတော့မဟုတ်ဘူးကျွန်တော်နဲ့ပြဿနာဖြစ်ဖူးတဲ့လူတွေလည်းရှိရပါတော့အလုံးမှာဆိုရင်ကျွန်တော်ရဲ့အထက်လူကြီးတယောက်ရှိရပြဿနာဖြစ်ဖူးတဲ့လူတယောက်ရှိတယ်ဒါပြီးတော့ကျွန်တော်နဲ့သူလုပ်တယ်ပေါ့နော်အချိန်ပိုင်းသမားပေါ့နော်ဒါပေမဲ့သူကစီနီယာပေါ့ရှိတယ်ဒါပေမဲ့အဲ့လူတွေနဲ့ကျွန်တော်နဲ့ဟာဒီနေ့ပြဿနာဖြစ်တယ်ဆိုရင်မနေ့ကညရင်ဘယ်မှရှိရင်မလဲဘာမှမပြောတကယ်ဘာမှမပြောအဲ့လိုရှိရပါတော့ဒီနေ့ပြဿနာဖြစ်တယ်မနေ့ကညရင်ဘယ်မှရှိရင် ACT ပဲဘာမှမပြောကျွန်တော်လောက်ဒီကျွန်တော်ကိုကျွန်တော် healing လုပ်နိုင်တယ်အဲ့တော့ကျွန်တော်ကအားလုံးကိုလည်းပြရှင်းနေပါတော့ဘဝကိုအကောင့်တွေဖော်နိုင်ဖို့ကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်တွေဖော်နိုင်ဖို့ဘဝကိုကောင်းကောင်းမွန်မွန်တည်ဆောက်နိုင်ဖို့အတွက်ကျွန်တော်ကဒီຢာတွေကိုမျှဝေပေးနေခြင်းဖြစ်တယ်ပျော်ရွှင်မှုမရှိဘူးဆိုရင်ခုနလိုပဲဒီပျော်ရွှင်မှုရဖို့အတွက်ပတ်စံရှာနော်ပတ်စံရှာရဲဆိုတာကကိုယ့်ရဲ့အချိန်နဲ့ကိုယ့်ရဲ့လုံအားတွေကိုယ့်ရဲ့ energy တွေကိုယ့်ရဲ့စွမ်းရည်တွေကိုယ့်ရဲ့အောင်ဆိုင်မှုတွေအကုန်လုံးကိုပေးပြီးတော့ပတ်စံရှာရတာမျိုးရှိရပါတော့အများစုကတော့အဲ့လိုပေါ့အလုပ်လုပ်ပြီးပတ်စံရှာတယ်ပတ်စံရှာကမှပျော်ရွှင်မှုမရှိနေတဲ့လူတယောက်ကဒီပျော်ရွှင်မှုအတွက်ပတ်စံရှာလိုက်ပြီးတော့ပျော်ရွှင်မှုအတွက်ပတ်စံရှာလိုက်ပျော်ရွှင်မှုအတွက်ပတ်စံရှာလိုက်ဒီပတ်စံနောက်လာရင်းနဲ့ပဲ
ပျော်ရွှင်မှုနောက်လာရင်လည်းပဲဘဝအကောင်ဆုံးသွားပြီးတော့ကျန်တဲ့ຢာတွေဘာမှကောင်းကောင်းမွန်မွန်မလုပ်နိုင်နိုင်ဘူးပေါ့နော်အဲ့တော့ပျော်ရွှင်မှုရှိဖို့ကရည်ကြီးတယ်ကိုယ်မှာပျော်ရွှင်မှုရှိနေမှာဆိုရင်ကိုယ်မှာစာပေတဲ့လေ့ကျင့်ရှိမယ်ကိုယ်မှာပျော်ရွှင်မှုရှိနေမှာဆိုရင်ဟိုတစ်ဖိဖိနဲ့ကျန်းမာရေးလည်း view ဆိုင်တက်လာမယ်စိတ်ကျန်းမာရေးရောခန္ဓာကိုယ်ကျန်းမာရေးရောပြီးတော့ငွေကြေးပိုင်းပြီးတော့ဆက်ဆံရေးပိုင်းပြီးကိုယ့်ရဲ့အိမ်မက်တွေကိုလည်းကောင်းတဲ့ဖော်နိုင်လာမယ်ကိုယ်မှာပျော်ရွှင်မှုရှိနေရဆိုရင်ဒီပျော်ရွှင်မှုအတွက်ပတ်စံသုံးစရာမလိုဘူးဒီပျော်ရွှင်မှုအတွက်မကောင်းတဲ့ဆက်ဆံရေးတွေကိုဖတ်သွဲနေကြမလို့ဘူးဒီပျော်ရွှင်မှုအတွက်ငွေကြေးနဲ့ပတ်သက်ပြီးတော့ကိုဘာကြီးဆက်လုပ်ရမလဲဆိုတာသိလာမယ်ကိုယ်ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ဘာကြီးဆက်လုပ်ရမလဲဆိုတာကိုသိလာမယ်အဲ့အတွက်ကိုယ့်ရဲ့အိမ်မက်တွေကိုအကောင့်ထဲပုံနိုင်မှာအဓိကတော့ပတ်စံပေါ့နော်ဒီကပတ်စံခုနပြောသလိုပဲလူတွေကပတ်စံပေးပြီးပျော်ရွှင်မှုကိုဝယ်နေကြရပါတော့အဲ့ပတ်စံတွေကိုသူတို့ကပြန်ပြီးတော့သူတို့ရဲ့အချိန်တွေခွန်အားတွေအောင်ဆိုင်မှုတွေနဲ့ရင်းနှီးပြီးတော့ပြန်ရှာတယ်ပြန်ရှာတဲ့အခါမှာသူတို့ဘဝရဲ့ရည်မှန်းချက်တွေဘဝရဲ့အိမ်မက်တွေကိုကောင်းတဲ့ဘဝအတွက်အချိန်တွေခွန်အားတွေစွမ်းရည်နဲ့အောင်ဆိုင်မှုတွေမရှိတော့ပတ်စံတော့ပါသွားတယ်ပေါ့နော်အဲ့တော့ပျော်ရွှင်မှုရှိဖို့ကရန်ရေးကြီးရဆိုတာကသိထားရမယ်ခုနစကားပြန်ဆက်ရရင်ဒီဗီဒီယိုရိုက်နေဆိုတာနံပါတ်1ချက်အားလုံးကိုလည်းပျော်ရွှင်တဲ့လူတစ်ယောက်ဖြစ်ပြီးတော့ပျော်ရွှင်တဲ့ဘဝကိုအကောင့်ထဲပေါ်နိုင်ပြီးတော့ဘဝကိုအကောင်းဆုံးတည်ဆောက်နိုင်ပြီးတော့ကိုယ်အိမ်မက်တွေကိုကောင်းတဲ့ပေါ်နိုင်ပြီးတော့နောက်ဆုံးနိုင်ငံသားကောင်းတွေဖြစ်လာပြီးတော့ကျွန်တော်နိုင်ငံကြီးကပြန်တည်ဆောက်တဲ့အခါမှာအားလုံးကပျော်ရွှင်တဲ့ကိုယ့်ရဲ့တာဝန်ကျတဲ့ပိုင်းမှာကိုယ်အကောင်းဆုံးလုပ်ပြီးတော့နိုင်ငံကလုံးဝတရှိန်ထိုးတက်သွားမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ကျွန်တော်မျှဝေနေအောင်နော်ကျွန်တော်ရဲ့အကြီးမားဆုံးဒီအားလုံးကိုပြောစေခြင်းနဲ့ရည်ရွယ်ချက်ကြီးကိုကျွန်တော်ပြောချလိုက်မယ်ပေါ့နော်ဘာလို့အဲ့လိုမျိုးပြောစေခြင်းလဲဆိုတော့ကျွန်တော်အတွက်လည်းကျွန်တော်ပါတယ်ပေါ့နော်ကျွန်တော်မွေးတဲ့နိုင်ငံကကျွန်တော်ကကောင်းမွန်ရှိမနေဘူးဆိုရင်ကျွန်တော်တို့ဘယ်လိုမှအဆင်မပြေဘူးလေကျွန်တော်မွေးတဲ့နိုင်ငံကောင်းမွန်ရှိနေဖို့ဆိုတာကအဲ့နိုင်ငံမှာရှိတဲ့လူတွေရဲ့စ조사အားထုတ်မှုပေါ်မှာအများကြီးမူတည်ပါတော့ဘာပဲလုပ်ပေါ့နော်ဘာပဲလုပ်အတ္တဟိတဆိုတဲ့တကူကောင်းဆန်တဲ့စိတ်မပါရင်ဘာမှရရှိမလုပ်နိုင်ဟိုကြောင့်ဒီဗီဒီယိုရိုက်နေတယ်ကျွန်တော်အကျိုးအတွက်လည်းအများကြီးပါတယ်ဒီဗီဒီယိုရိုက်မယ်ဆိုတဲ့အတွက်ကျွန်တော်အားလုံးကိုပျော်အောင်ရိုက်တယ်ဆိုပေမဲ့ပျော်စေခြင်းလို့ကျွန်တော်မျှဝေနေရဆိုပေမဲ့အားလုံးကိုပျော်စေခြင်းနဲ့ရည်ရွယ်ချက်ကအားလုံးရဲ့ဘဝတွေကိုကောင်းမွန်ကောင်းတဲ့ဖော်နိုင်ဖို့ဘာလို့ကောင်းမွန်ကောင်းတဲ့ဖော်စေခြင်းလဲဆိုတော့ကျွန်တော်မွေးလာတဲ့နိုင်ငံကြီးကိုအကောင်းဆုံးဖြစ်အောင်အားလုံးအတူတူစူးစမ်းပေးကြမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ကျွန်တော်ကလုပ်နေခြင်းဖြစ်တယ်အားလုံးအတူတူစူးစမ်းပေးမှကျွန်တော်မွေးလာတဲ့နိုင်ငံကြီးကကောင်းမှုပြီးတော့ကျွန်တော်မွေးလာတဲ့နိုင်ငံမှာကျွန်တော်ပျော်ရွှင်နေနိုင်မှာပေါ့နော်ဒါကျွန်တော်ရဲ့တကူကောင်းဆန်တာမဟုတ်ဘူးเนาะအသားစိတ်ပေါ့နော်ကိုကျိုးပါတဲ့ရည်မှန်းချက်ပေါ့နော်ဒီကပြောချင်တာနောက်ဆုံးအချုပ်ကကျွန်တော်ရဲ့ကိုကျိုးပါတဲ့ရည်မှန်းချက်အတွက်ကျွန်တော်ဒီဗီဒီယိုလုပ်နေတယ်နောက်တဲ့ကျွန်တော်ရဲ့ကိုကျိုးတွေလည်းရှိရပေါ့နော်အဲဒါဒီဗီဒီယိုတွေလုပ်ဖို့အတွက်ကျွန်တော်မှာရှားရတယ်ပေါ့နော်ဖွေရတယ်ပြီးတော့စဉ်းစားရတယ်ပေါ့နော်အဓိကစဉ်းစားရတယ်ပေါ့နော်ကိုတီးပြီးသားအကြောင်းအရာတွေကိုစဉ်းစားပြီးတော့ချရေးရတယ်ဒီနေ့ဗီဒီယိုလုပ်ဖို့တွင်ကျွန်တော်ချရတာရင်းနဲ့ကျွန်တော်အလုပ်နားတဲ့အချိန်မှာဆိုတော့ချရေးတယ်ဂျပန်နေဆိုမေးတယ်ဘာလေးလာနေရလဲဒီတော့အများကြီးဘာရေးနေရတယ်ပေါ့နော်ကိုတော့အော်တယ်ဗျာ6မျက်နှာ9မျက်နှာလောက်ရှိတယ်ဒီနေ့ဗီဒီယိုလုပ်ဖို့အတွက်ကျွန်တော်ချရေးထားတဲ့စာ6မျက်နှာ9မျက်နှာလောက်ရှိတယ်အပိုင်းဆိုရင်12ပိုင်းလောက်ကျွန်တော်ခွဲထားရတယ်အဲ့လောက်ဒီကိုကျွန်တော်လုပ်စရာတွေများလာတယ်ပြီးတော့ဗီဒီယိုရိုက်တာတွေ editing လုပ်တာတွေကျွန်တော်ရှိလာတယ်ပြီးကျွန်တော်ကောင်မလေးဒီပကြီးဆွဲတာတွေကျွန်တော်ဗီဒီယို editing လုပ်ပေးရတယ်အဲ့ရှိလာတယ်ကျွန်တော်မှလုပ်စရာပေါ်လာတယ်ပြီးတော့နောက်တစ်ခုကျွန်တော်ရှေ့လျှောက်ဘာလုပ်မယ်ဆိုလဲလမ်းအသစ်တွေပေါ့နော်လမ်းအသစ်တွေလည်းကျွန်တော်
ရှာတွေ့လာတယ်ကျွန်တော်ရှေ့လျှောက်လုပ်ရမယ်အလုပ်အသစ်တွေလည်းကျွန်တော်ရှာတွေ့ထားတယ်ပြီးတော့အားလုံးကိုမျှဝေမယ်ဆိုတဲ့အတွက်ကျွန်တော်ကိုယ်တိုင်နဲ့ပို့ပြီးတော့လေ့လာရတယ်ပို့ပြီးတော့စာအုပ်တွေဖတ်ရတယ်ပို့ပြီးတော့ဖြည့်ဆည်းရတယ်ပေါ့နော်အဲ့တော့ကျွန်တော်မှာအကျိုးအများကြီးရှိတယ်ကျွန်တော်မှာအရင်လိုအချိန်ဖြုံးပြင်စိတ်တွေတစ်စမ်းမှမရှိတော့အရင်တုန်းကဆိုရင်ကျွန်တော်မှာပိတ်ရက်ဆိုရင်လက်ကရာကြီးဖြစ်လာပြီပေါ့နော်ငါဂိမ်းလေးဆိုရင်ကောင်းမလားဆိုရင်ရာကြီးဖြစ်လာပြီဂိမ်းတစ်ခါတင်လိုက်ပြီဆိုရင်လည်း3 4 5ပွဲအေးစိတ်ပြီးသွားတယ်အချိန်နေကုန်သွားတယ်ပြီးအဲ့ဂိမ်းဆော့လိုက်အတွက်အုံနောက်ကမလန်းဆန်တော့ဘူးဘာမှလေ့လာလို့မရတော့ဘူးအဲ့တော့တနေ့ကုန်ပြီးသွားပြီပေါ့နော်အဲ့ကျွန်တော်မှာအကျိုးအများကြီးရှိလို့ကျွန်တော်ဒီဗီဒီယိုတွေကျွန်တော်လုပ်နေအောင်နော်ကျွန်တော်မှာအကျိုးမရှိရင်ကျွန်တော်ဘာမှမလုပ်ဒါအပွင့်လင်းဆုံးပြောပါနော်ပွင့်လင်းဆုံးပြောအဲ့တော့ဒီဗီဒီယိုတွေမျှဝေရရည်ရွယ်ချက်ကအဲ့လိုဖြစ်တယ်အတန်းရှင်းလို့ကျွန်တော်မဟုတ်ဘူးအဲ့တော့အားလုံးလည်းကိုတစ်ခုလုပ်တော့မှဆိုရင်အခြားလူတွေရဲ့အတန်းရှင်းကြောင်းလုပ်တာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အကျိုးအတွက်လုပ်တာမျိုးပဲဖြစ်စေချင်တယ်ကိုယ့်ရဲ့အကျိုးအတွက်ဆိုတဲ့ရည်မှန်းချက်မပါဘူးဆိုရင်ဘာပဲလုပ်ကောက်ရုံးမိလို့ပဲခဏလေးပဲလုပ်နိုင်မှာပေါ့နော်ကြာရင်မလုပ်နိုင်ဘူးဒါအားလုံးပဲလူတွေရဲ့အတန်းရှင်းတာကိုမလိုက်ပါနဲ့လို့ကျွန်တော်ပြောကြားခြင်းတယ်အဲ့တော့နောက်တစ်ခုပြောချင်တဲ့လူတက်မှရှိရမယ်စိတ်ထားနောက်တစ်ခုပေါ့နော်အဲ့တော့လူတွေရဲ့အမြင်ကိုသိပြီးကြီးမဆိုင်နဲ့ပေါ့နော်ကျွန်တော်လူတွေရဲ့အမြင်ကိုသိပြီးကြီးမဆိုင်နဲ့အဲ့ဒီမှာရှင်းပြတစ်ခုကလူတွေရဲ့အတန်းရှင်းကိုအာရုံမဆိုင်နဲ့လူရဲ့အတန်းရှင်းကိုမလိုချင်နဲ့လူတွေရဲ့အမြင်ကိုယူမဆိုင်နဲ့ဆိုတာကတူတယ်လို့ရှိရပါတော့ဒါပေမဲ့မတူပါဘူးပေါ့နော်လူတွေရဲ့အတန်းရှင်းကိုမလိုချင်တဲ့ဆိုတာကလူတွေအထင်ကြီးအောင်လို့ကိုမဝင်နိုင်တာတွေဝယ်တာကိုမစားနိုင်တာတွေစားတာကိုမလုပ်နိုင်တာတွေလုပ်တာကိုမသွားနိုင်တဲ့ခီးတွေသွားတာပေါ့နော်ဒါပေမဲ့လူတွေအထင်ကြီးအောင်အပိုတွေလုပ်ပြတာပေါ့နော်လူတွေအထင်ကြီးအောင်မျိုးစုံကြိုးခုံပြီးတော့အပိုတွေလုပ်ပြတယ်ကိုဝင်နဲ့မမျှတာလေလုပ်ပြတယ်ပြီးတော့အထင်ကြီးအောင်လို့စာအုပ်တွေပဲဖတ်ပြတယ်ဒါပေမဲ့ကိုယ့်အတွက်ဘာမှအကျိုးမရှိဘူးပေါ့နော်ပြောရှင်မလည်းမရနိုင်ဘူးပေါ့နော်အဲ့ဒါကလူတွေအထင်ကြီးအောင်လို့တမင်လုပ်ပြတာလူတွေအထင်ကြီးအောင်တမင်လုပ်ပြကျွန်တော်အတွေ့အကြုံအနေနဲ့ဆိုရင်မြန်မာနိုင်ငံမှာတော့ကကျွန်တော်လူငယ်တွေစုပြီးတော့ခီးသွားဖို့တယ်ပေါ့နော်တခါပေါ့နော်ရှမ်းပြည်ဘက်ကိုခီးသွားဖို့တယ်ပကံတွေပိုင်းလည်းပါတယ်အတော်က3 သိန်းခွဲနဲ့ဆိုပြီးတော့ကျွန်တော်အပေးစီဆိုပြီးတော့ကျွန်တော်လိုက်သွားတယ်ပေါ့နော်ကျွန်တော်မှာ30ပတ်စံပါမတော့ဘူးမရှိဘူးဒီကလည်းစုပ်တီးစုပ်ပြန်တယ်အိတ်ကလည်းစုပ်တီးစုပ်ပြန်တယ်ဒီမရလက်ကိတ်တွေပါတယ်နော်ကိုတင်တော့ကိုယ်ကြောပွေးအစုံတယ်ပေါ့ကြောပွေးအစုံဒီလိုအစုံနဲ့ပါတော့တပုံးလေးပဲရိုက်ချင်လို့ရောက်ဖူးချင်လို့ဆိုတဲ့စိတ်နဲ့သွားတယ်ပေါ့နော်အဲ့လေပြီးတော့ဓာတ်ပုံလေးပဲရိုက်တင်တယ်လူတွေရဲ့ attention ပေါ့နော် attention လိုချင်တဲ့အတွက်ဓာတ်ပုံလေးပဲရိုက်တင်တယ်ကိုမပတ်သက်မရှိတဲ့အတွက်ဟိုရောက်တော့ကိုမရဖွေးနေရောက်တာတော့မှပဲစားကျင်တာလည်းမစားရဝယ်ကျင်ရလည်းမဝယ်ရလုပ်ချင်တယ်လို့မလုပ်ရဒီမဲ့ကြီးကချီးတုံးရတဲ့ဘွာမျိုးပေါ့နော်အတော့ဒီမဲ့ကြီးချီးတုံးရတဲ့ဘွာမျိုးရှိတယ်စိတ်ကြည်နေမှုမရှိဘူးပေါ့နော်စိတ်ကြည်နေမှုအဲ့လိုကြီးမရဘူးပြီးခီးသွားရဆိုတဲ့အနှစ်သာရလည်းသိမရှိဘူးအဲ့ကလေးကနေကျွန်တော်အခုဆုံးဖြတ်ထားတာကခီးသွားမယ်ဆိုရင်ရောက်ဖွင့်ပြီးတော့ဆိုပြီးတော့ပတ်သက်မရှိပဲနဲ့ဘယ်တော့မှမသွားဘူးလို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်အဲ့အတွေ့အကြုံနေပြီပေါ့နော်အဲ့တော့ကိုဝင်ငင်းနဲ့မမျှတဲ့ခီးတွေသွားတာကလည်းကိုအတွက်ကျင်းနေမှုမရနိုင်ဘူးကိုအတွက်ပျော်ရွှင်မှုမရနိုင်ဘူးအဲ့တော့လူထင်ကြီးအောင်ကိုမလုပ်နိုင်တာတွေကိုအရင်ကြီးအတင်းကြီးလုပ်မပြနဲ့ပေါ့နော်နောက်ထပ်ပျော်ရွှင်ခြင်းတဲ့လူတွေမှာရှိထားမယ်စိတ်ဓာတ်တစ်ခုကကြတော့လူတွေရဲ့အမြင်ကိုယူမဆိုင်ပါနဲ့ပေါ့နော်လူတွေရဲ့အမြင်ကိုယူဆိုင်နေမှာဆိုရင်ပျော်ရွှင်တဲ့လူတွေဖြစ်လို့မဟုတ်ဘူးဘာလို့လဲဆိုတော့လူတွေကိုမြင်တဲ့အမြင်ကသူတို့ရဲ့အမြင်သက်သက်သာဖြစ်တယ်ကိုယ့်ရဲ့တကယ်
အမှန်တရားမဟုတ်ဘူးเนาะပြီးတော့ကိုယ်လာပြီးပြောတယ်လို့ကိုယ်လာပြီးအကြံပေးတဲ့လူတွေထဲမှာ90%လောက်ကကိုယ့်အတွက်ကောင်းတဲ့အကြံပေးတွေမဟုတ်ဘူးပြီးတော့သူတို့ပေးတဲ့အကြံတွေကယုံကြည်ကိုးစားလောက်စရာကောင်းသူတို့မှာဉာဏ်ပညာပြည့်ဝခြင်းမှာပြည့်ဝမယ်ပြီးတော့သူတို့ရဲ့စဉ်းစားပုံစဉ်းစားနည်းကသူတို့ရဲ့အတိတ်ဘဝကဖြတ်တန်းခဲ့ပုံပေါ်မူတည်ပြီးတော့အတိတ်ဘဝပေါ်မူတည်ပြီးတော့ကွာခြားသွားတဲ့အတွက်ကိုယ့်ရဲ့အတိတ်ဘဝနဲ့သူတို့အတိတ်ဘဝကမတူတဲ့အတွက်ကိုယ်နဲ့သူရဲ့စဉ်းစားပုံစဉ်းစားနည်းကမတူဘူးเนาะမတူတဲ့အတွက်သူ့အတွေ့နဲ့သူ့စဉ်းစားပုံစဉ်းစားနည်းနဲ့ကိုယ်နဲ့ကကိုက်ညီခြင်းမှာကိုက်ညီမယ်အဲ့တော့အခြားလူတွေရဲ့အမြင်အခြားလူတွေရဲ့အကြံပေးချက်တွေကိုသိပြီးတော့ပြီးမဆိုင်နဲ့ဒါပေမဲ့ကိုယ့်ရဲ့ယုံကြည်ရတဲ့မိတ်ဆွေတွေဉာဏ်ပညာရှိတဲ့ဆရာသမားတွေရဲ့အကြံပေးချက်တွေအမြင်တွေကိုတော့ကိုကတေချာလေးကြည့်စိုက်ပြီးတော့ကိုယ့်ဘာသာကိုပြပြပြောင်းလဲဖို့လိုတယ်ပေါ့နော်အခြားလူတွေရဲ့အမြင်တွေကိုအရင်ကြည့်စိုက်နေမှာဆိုရင်ကိုကမှန်တာကိုလုပ်နေရင်တော့မှသူတွေကဘယ်လိုမျိုးမြင်ကြမလဲပေါ့နော်သူများတွေကဘယ်လိုထင်ကြမလဲဒါမျိုးတွေတွေးပြီးတော့အဲ့မှန်တာကိုဆက်ပြီးမလုပ်ရတော့ဘူးနော်မလုပ်ဖြစ်တော့ဘူးလူတွေကကိုယ့်ဘောကောင်းမမဆက်ဆိုင်ရင်လည်းကိုကအရင်ခံစားမိနေမယ်အရင်ကြီးစိတ်ညစ်နေရမှာပေါ့နော်ပြီးတော့လူတွေရဲ့ကျင့်တတ်မှုအတွက်ကိုယ့်ဘဝကိုပေးဆက်နေရတယ်ဒါကလူတွေရဲ့အမြင်တွေကိုအရင်ကြည့်ဆိုင်ရင်ဒီလိုမျိုးဖြစ်နေမယ်လူတွေကကိုယ့်ဘောမကောင်းဘူးဆိုပြီးတော့ကိုယ်မကောင်းတဲ့လူတယောက်အနေနဲ့ဆက်ဆံလာမယ်ဆိုရင်လည်းတော့ခွင့်လွှတ်ပေးရမယ်ဖြည့်တွေးပြီးတော့နားလည်ပေးရမယ်ပြီးတော့နေလို့ရှိတဲ့နေလို့ရှိရမှာပေါ့နော်အဲ့တော့တော်တဲ့လူကခွင့်လွှတ်ပေးတယ်စိတ်ထားကောင်းတဲ့လူကသူ့မှာလည်းဒီလိုအခက်အခဲမျိုးရှိလို့သူ့မှာလည်းစိတ်ပန်းဆိုင်ရာဘလို့အခက်အခဲမျိုးရှိလို့ဒီလိုမျိုးငါ့ကိုပြောတာပါလေဆိုပြီးတော့ဖြည့်တွေးပေးတယ်ပြီးတော့လွတ်ရှူတယ်ဆိုတာကနှစ်မျိုးရှိရပါတော့ပထမဆုံးကသူ့ရဲ့စကားကိုပဲသူ့ရဲ့အပြုအမူကိုပဲကိုယ့်ပေါ်မကောင်းတဲ့စကားကိုယ့်ပေါ်လုပ်ခဲ့တဲ့မကောင်းတဲ့အပြုအမူကိုပဲလွတ်ရှူတာဖြစ်ပြီးတော့လူကိုတော့လွတ်ရှူတာမဟုတ်ဘူးနော်သူဘာပဲပြောဘာပဲလုပ်အဲ့ຢာတွေကိုလွတ်ရှူပြီးတော့လူတော့ခင်းမင်းရင်းနေပြန်နေတယ်ပေါ့နော်ရှေ့မှာပြောခဲ့သလိုပဲကျွန်တော်နဲ့ပြဿနာဖြစ်ဘူးတဲ့လူနှစ်ယောက်ရှိတဲ့အလုပ်ကနေပြီးတော့သူတို့ရဲ့အပြုအမူတွေသူတို့ရဲ့ပြောဆိုတွေကကျွန်တော်ပေါ့နည်းနည်းလေးတင်းကျပ်တယ်ဆိုပေမဲ့အဲ့ဒါတွေကိုကျွန်တော်ကလွတ်ရှူပေမဲ့သူတို့နှစ်ယောက်ကိုတော့ကျွန်တော်လွတ်မရှူဘူးပေါ့နော်လူကိုတော့လွတ်မရှူဘူးရောနောက်တစ်ခုကကြတော့သူတို့ရဲ့အပြုအမူစကားလုံးတွေရောလူရောပေါ့လွတ်ရှူရပါတော့အဲ့မှာကြတကယ်ကိုလောကအတွက်သုံးဆမရတဲ့လူအမိုင်ပေါ့နော်လူအမိုင်မျိုးတွေကြတော့ကိုယ်အမြဲတမ်းစိတ်ဒုက္ခလာပေးနေတဲ့ခေါင်းတွေကြတော့အကုန်လုံးလွတ်ရှူရလိုက်ရမှာပေါ့နော်လူရောလွတ်ရှူလိုက်ရမယ်သူရဲ့အပြုအမူပြောဆိုစကားလုံးတွေရောလွတ်ရှူရမယ်ဒီလူဟာဒီကမ္ဘာပေါ်မှာမသိရှိတော့ဘူးဆိုတဲ့စိတ်နဲ့နေရမှာပေါ့နော်အဲ့တော့ပြောချင်တာကပြောရှင်းတဲ့လူတွေဖြစ်ချင်းလူတွေရဲ့အမြင်ကိုရန်ကြီးပြီးမဆိုင်ပါနဲ့ကိုယ်အတွက်တန်ဖိုးရှိရလို့ကိုယ်အတွက်ယုံကြည်ရတဲ့မိတ်ဆွေတွေရဲ့အမြင်ကိုယ့်ရဲ့ဉာဏ်ပညာရှိတဲ့ဆရာသမားတွေရဲ့အမြင်နဲ့အကြံတွေဆိုရင်တော့ကိုကဒေရှာလေးယူဆိုင်ပြီးတော့သုံးသပ်မယ်ပြီးတော့ကိုပြင်ပြီးတော့ပြင်ဆင်မယ်ပေါ့နော်ဖြည့်ဆည်းမယ်အဲဆိုရင်တော့အဆင်ပြေပါတယ်လို့နောက်တစ်ပဲချင်းတဲ့လူတွေမှာရှိရမယ်စိတ်ဓာတ်တစ်ခုကကြတော့ကိုယ့်ဘာသာကိုချစ်တတ်တာပေါ့နော်ကိုယ့်ဘာသာကိုချစ်တတ်တာဖြစ်တယ်အဲ့တော့ဗုဒ္ဓပေါ့နော်ဂေါတမမြတ်စွာဘုရားကဟောထားတာရှိတယ်အဲ့တော့မစ္စည်းမပฏิပဒါဆိုတာပဲပေါ့နော်ကျွန်တော်ကဂျပန်စာမှာဆိုရင်ခန်းကြီးမရဘူးမြန်မာစာမှာဆိုရင်ပါဠိမရဘူးပေါ့နော်အဲ့တော့နားလည်ပြီးဖို့ပြောနေတယ်မြန်မာလိုကျွန်တော်နားလည်ထားတာကတော့အလဲလမ်းစဉ်ကိုလိုက်ပါပေါ့နော်ဘယ်တော့မှအဆုံးမရောက်ပါနဲ့ပေါ့နော်ဟိုဘက်အဆုံးလည်းမရောက်နဲ့ဒီဘက်အဆုံးလည်းမရောက်နဲ့လဲလမ်းစဉ်ကိုလိုက်ပေါ့နော်set left ဆိုတာကကိုယ့်ဘာသာကိုချစ်တယ်ဆိုတာကလဲလမ်းစဉ်ပေါ့နော်အမှတစ်ဖက်အဆုံးရောက်သွားတာက set fair ပေါ့နော်တကူကောင်းဆန်တဲ့လူတယောက်ပေါ့နော်တကူကောင်းဆန်သွားတာကအဆုံးရောက်သွားတာပေါ့နော်အခုကအလဲလမ်းစဉ်ဖြစ်တဲ့ကိုယ့်ဘာသာကိုချစ်ပါကိုယ့်ရဲ့ကျန်းမာရေးကိုကူဆိုင်ရမယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကိုကူဆိုင်ရမယ်ကိုအမြဲတမ်းကူဆိုင်နေရမှာပေါ့နော်ပြီးတော့ကိုယ့်ရဲ့အတွေ့အကြုံကိုကူဆိုင်မယ်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုကူဆိုင်မယ်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုစောင့်ရှောက်မယ်ကာကွယ်မယ်ကိုယ့်ရဲ့ကျန်းမာရေးကိုလည်းကာကွယ်စောင့်ရှောက်မယ်ကိုယ့်ရဲ့အရေးချင်းတွေကိုယ့်ရဲ့စိတ်ထားတွေ
ကိုယ့်ရဲ့ငွေကြေးဆိုင်ရာတွေကိုအမြဲတမ်းတိုးတက်လာအောင်အမြဲတမ်းကြိုးစားတယ်ဆိုတာက self love ပေါ့နော်ကိုယ့်ဘာသာကိုချစ်တာအဲ့တော့ self love ဆိုတာကကိုယ့်ဘာသာချစ်တယ်ဆိုတာကပြောရင်တော့ကိုအဖက်ဖက်ကနေပြီးတော့ကာကွယ်ထားတာပေါ့နော်ကိုအဖက်ဖက်ကနေပြီးတော့လာမဲ့အန်ဒီတွေကိုကာကွယ်ထားတာကိုယ့်ဘာသာကိုလုံးမိမဲ့အန်ဒီတွေကိုလည်းကာကွယ်ထားတယ်အပြင်ကနေဝင်လာမယ်အဖက်ဖက်ကဝင်လာမယ်အန်ဒီတွေကိုလည်းကိုယ့်ဘာသာကိုသိချာကာကွယ်ထားတာ self ကကြတော့ဘသူတည်ငါတည်မှန်ပြီးရောပါနော်ကိုအစဉ်ပြေပြီးရောသူများဘာဖြစ်ဆိုတဲ့လူမျိုးဒါတော့ရှင်းပြနေကြတယ်မလို့ပေါ့နော်အဲ့တော့ကိုပြောရှင်မှုကဒါဒီကသူများပြောခြင်းမပြောခြင်းနဲ့ကိုအချင်းရတာတန်မိုးရှိတယ်သူများချင်းတန်မိုးမရှိဘူးဒါမျိုးလူတွေဒါမျိုး mindset ရှိတဲ့လူတွေကဒါ self ပေါ့နော်နောက်တစ်ခုကကြတော့ပြောရှင်တဲ့လူတွေအနေနဲ့ရှိတာမသိတာကြတော့ self confidence ပေါ့နော်ကိုဘာသာကိုယုံကြည်မှုရှိတာရှိဖြစ်တယ်ဒီမှာလည်း self confidence နဲ့ over confidence ဆိုပြီးတော့နှစ်မျိုးရှိတယ် self confidence ကအလဲလန်းစဉ်ဖြစ်ပြီးတော့ over confidence ကအဆုံးရောက်တဲ့အရာပေါ့နော် self confidence ဆိုတာကဒီအလုပ်တစ်ခုလုပ်တော့မှဆိုရင်ဒီလုံးနဲ့ပတ်သက်ပြီးကိုကလေ့လာထားရှိတယ်ဒီလုံးနဲ့ပတ်သက်ပြီးကိုမှဘုရုတရှိတဲ့အတွက်ကိုဘာသာကိုယုံကြည်မှုရှိရပါတော့ဒီလုံးလုပ်တဲ့ခါမှာကိုမှကျွမ်းကျင်မှုဖြစ်ရှိတဲ့အတွက်ကိုဘာသာကိုယုံကြည်မှုရှိလုပ်နိုင်တာကို self confidence ပေါ့နော်တခုဆိုရင်ကိုဘာသာကိုသိထားရှိရတဲ့အတွက်ကိုမှဘုရုတရှိတဲ့အတွက်ကိုယုံကြည်မှုရှိရပါတော့ကိုကဘာမှမသိပဲနဲ့ယုံကြည်လွန်ပြီးတော့လုပ်ချင်ရလုပ်တာကြတော့ over confident ပေါ့နော်ဒီကကိုကတော့တခုတော့သိထားမယ်ပေါ့နော်ဒီလုံးနဲ့ပတ်သက်ပြီးတခုသိထားမယ်သိထားပြီးတော့ကိုယုံကြည်မှုရှိနေလုပ်ရမယ်ပေါ့နော်ဒါ self confident self confident ကကိုယ်ဘာသာယုံကြည်မှုရှိလုပ်တယ်ပြီးတော့ကိုမရှိတယ်ကိုလိုအပ်ချက်ရှိရဆိုရင်လည်းကိုဘာသာကိုပြပြနဲ့ဖြည့်ဆည်းတယ်ပြီးတော့သူများတွေရဲ့အကြံပေးတာအမြင်အရာတွေထဲမှာကိုအတွက်အကျိုးရှိတာတွေကိုဒီချလေးအာရုံစိုက်ပြီးတော့လေ့လာပြီးတော့ကိုယ့်ရဲ့အဖြစ်ကိုရှာတယ်ကိုယ့်ရဲ့လိုအပ်ချက်ကိုရှာရပါတော့ပြီးတော့ပြပြနဲ့ဖြည့်ဆည်းတယ်ဒါက self confident ဖြစ်တယ် over confident ကကြတော့ငါတိငါတက်ဆိုပြီးတော့အရာရာမှာငါတိငါတက်ဆိုပြီးတော့ဘယ်သူမှမလုပ်ဘူးဆိုပြီးတော့တကယ်တော့ကိုတိလာတက်လာဆိုတော့ဒီကိုမတက်ဘူးအဲ့လိုကောင်နေအခုလဲတွေ့နေရတာပဲဟုတ်နော်မြန်မာနိုင်ငံမှာရှိတယ်အများကြီးအဲ့တော့ငါတိငါတက်ဆိုပြီးတော့ over confident ဖြစ်ပြီးတော့လှုပ်ရှားလုပ်တဲ့ကောင်တွေပေါ့နော်အဲ့ဒါက over confident ပြောချင်းချင်းတဲ့လူတယောက်အနေနဲ့ကိုယ်ဘာသာကိုယုံကြည်မှုရှိရမယ်အဲ့ဒါကတစ်ချက်ဖြစ်တယ်နောက်တစ်ချက်ကပြောချင်းချင်းတဲ့လူတယောက်အနေနဲ့ဒေါသတွေအမုန်းတွေနိုင်သမျှနေရမယ်ကျွန်တော်လူသားတစ်ယောက်ဖြစ်တဲ့အတွက်ဒေါသတွေအမုန်းတွေတော့ရှိမယ်ဒါပေမဲ့အနည်းဆုံးဖြစ်ရမှာပေါ့နော်အခုကျွန်တော်ပြောချင်တဲ့ကိစ္စကအနည်းဆုံးဖြစ်ရမယ်ကျွန်တော်ဆိုရင်ပေါ့နော်ဒီကနေ့ပြောခဲ့ပို့ပါတယ်ကျွန်တော်ဘယ်သူမှမမုန်းဘူးဘယ်သူမှဒေါသမထွက်ဘူးထွက်ခဲ့မယ်ဆိုရင်ခဏပဲမုန်းမယ်ဆိုရင်ခဏပဲကျွန်တော်အဓိကလုပ်တာကခွင့်လွတ်တယ်နားလဲတယ်ပြီးတော့ဒီလိုရှုတယ်ဒါပဲအဓိကလုပ်တာပေါ့နော်အဲ့တော့လူတယောက်ကိုမုန်းနေမယ်လူတယောက်ကိုဒေါသထွက်နေမှာဆိုရင်အဲ့မုန်းနေတဲ့အချိန်ဒေါသထွက်နေတဲ့အချိန်မှာကိုယ့်ရဲ့ပျော်ရွှင်မှုလုံးဝမရှိတဲ့အချိန်ပဲပေါ့နော်အဲ့အတွက်ကျွန်တော်ရဲ့ပျော်ရွှင်မှုအရင်နှစ်သက်တဲ့အတွက်ကျွန်တော်ဘယ်သူမှမမုန်းဘယ်သူမှဒေါသမထွက်ကျွန်တော်ဘက်ကလုပ်လို့ရတယ်ခွင့်လွတ်တယ်နားလဲတယ်ပြီးတော့ဒီလိုရှုတယ်ကျွန်တော်ဘက်ကလုပ်လို့ရတဲ့အရာတွေကိုပဲကျွန်တော်လုပ်လိုက်တယ်ဒီကပန်ရှင်တဲ့လူတယောက်အနေနဲ့ကနောက်တစ်ခုကကိုယ့်ဘာသာကိုရောသူများကိုရောအပြစ်မတင်အောင်ပေါ့နော်ကျွန်တော်ကိုယ့်ဘာသာကိုတစ်ခုလုပ်တယ်မှားသွားတယ်တော်တော်အသုံးမကျတဲ့ကောင်ပဲဆိုပြီးတော့ကိုယ့်ဘာသာကိုအပြစ်တင်တာမျိုးမလုပ်ရဘူးနော်ဒီလိုဖြစ်သွားတာနောက်ကကြကြည့်ဆိုင်နော်ကိုယ့်ဘာသာကိုပြောရပါနော်နောက်ကကြကြည့်ဆိုင်ဒါမျိုးဖြစ်တဲ့နောက်ကကြဒီစားပြပြနေဖြစ်နေပေါ့နော်အပြစ်မတင်အောင်အခြားလူအမှားလုပ်တယ်အခြားလူကကိုယ့်ပေါ်တကူမှားသွားတယ်ဆိုရင်လည်းအပြစ်မတင်အောင်ဒါတော့ငါမကြိုက်ဘူးကွာဒီလိုလုပ်ပြီဒီဟာလေးကဒီလိုလုပ်လိုက်ရင်မှန်သွားလိမ့်မယ်ဒါမျိုးပေါ့နော်ဒါမျိုးပြောပေးတာပဲပိုတင်သွားပြီးတော့သူများကိုအပြစ်ထိုင်ပြောနေရဆိုတာကလုံးဝမကောင်းဘူးပေါ့နော်ကျွန်တော်အရင်အလုပ်မှာပြဿနာတက်တယ်ဆိုတာလေအဲ့လိုပေါ့နော်ကျွန်တော်ဘာလို့စက္ကန့်တိုင်းမိနစ်တိုင်းကျွန်တော်ကိုလိုက်ကြည့်ပြီးတော့ကျွန်တော်ဘာအမားလုပ်လဲဆိုပြီးအပြစ်ထိုင်ပြောနေတဲ့
ကောင်နဲ့ပေါ့နော်ကျွန်တော်ပြဿနာတက်တာနော်ပြဿနာတက်တဲ့အတွက်ရုံညို့ကိုဖုံးဆက်ပြီးတော့စိုက်ပြောင်းခိုင်းလိုက်တယ်အဲ့လိုမျိုးအပြစ်တင်တာကမကောင်းဘူးနော်အပြစ်ကအစိတ်ပဲပေါ့နော်အပြစ်ကမကောင်းဘူးဘယ်လောက်ချစ်တဲ့ချစ်သူတွေပဲဖြစ်ဖြစ်ဘယ်လောက်ချစ်တဲ့မိတ်ဆွေတွေပဲဖြစ်ဖြစ်တယောက်ကိုတယောက်အပြစ်တင်နေမယ်ဆိုရင်အဲ့လိုမျိုးကတနေ့မဟုတ်တနေ့တော့တေးခွဲခွဲရင်ခွဲမခွဲရင်ရှင်ခွဲခွဲရမယ်ဒါအသေးကြပဲပေါ့နော်အဲ့တော့ professional လူတောင်နေနေကိုကအပြစ်မတင်အောင်အခြားလူကိုအပြစ်မတင်အောင်ပေါ့နော်အဲ့နောက်တစ်ခု professional လူတောင်နေနေကအကောင်းမြင်သိရှိရမှာပေါ့နော် professional လူတောင်နေနေကအခက်အခဲတွေကိုကျွန်တော်အခွင့်အလမ်းလို့မြင်ရမယ်ပြီးတော့ဒုက္ခတွေကိုကျွန်တော်ကိုပို့ပြီးတော့တန်မာအောင်လုပ်ပေးတယ်ကိုရဲ့စိတ်ရောကိုယ်ရောပို့ပြီးတန်မာအောင်လုပ်ပေးတဲ့အရာတွေလို့မြင်ရမှာပေါ့နော်ခဲတွေကိုအခွင့်အလမ်းလို့မြင်တယ်ဒုက္ခတွေကိုပို့ပြီးတန်မာအောင်ကူညီပေးတဲ့အရာတွေလို့မြင်တယ် professional လူတွေကအဲ့လိုမြင်တယ်ပြီးတော့တခုခုကိုကိစ္စတခုခုဖြစ်သွားပြီဆိုရင်အဖြစ်အပျက်တစ်ခုဖြစ်သွားပြီဆိုရင် professional လူတယောက်ကအဲ့ဖြစ်ပျက်ရဲ့ကောင်းတဲ့အရာကိုအရင်ဆုံးရှာပြီးတော့ကောင်းတဲ့အရာနေပါတယ်ဘလို့အကျိုးရှိနိုင်လဲဆိုတော့အရင်ဆုံးရှာပြီးတော့မကောင်းတဲ့အရာကနေပြီးတော့ဆိုးဝါးတဲ့အရာကနေပြီးတော့သင်ခန်းစာယူတယ်ပေါ့နော်ဒါက professional လူတယောက်ရဲ့အတွေးခေါ်ပေါ့နော်အဲ့တော့ကျွန်တော်ဆိုရင်လည်းဒီငလင်လောက်ပြီးတော့တာပေါ့နော်ကျွန်တော်စဉ်းစားရပါတော့ဒီငလင်ကနေငါတို့ဒီဘာကြီးများကောင်းကျိုးတွေရနိုင်မလဲဆိုပြီးတော့စဉ်းစားတယ်။ကျွန်တော်ငလင်လောက်ပြီးရပိုင်းအတွင်းမှာကျွန်တော်စိုင်သွားပြီးတော့စိုင်မှာလောက်တော့နည်းနည်းပေါ့နော်လူလာတဲ့ဖောက်တဲ့အနေပါကကျွန်တော်ရဲ့နာမည်ကပြကိုကြည့်ပြီးတော့ပဲဖြစ်ဖြစ်ကျွန်တော်ဘယ်ရလဲဆိုပြီးမေးပြီးတော့ဖြစ်ဖြစ်နာမည်စကားပြောပြီးတော့နိုင်ငံသားလည်းပါတယ်ဂျပန်လည်းပါတယ်ပေါ့နော်။အဲ့တော့မြန်မာကဆိုရင်မင်းအမေအဆင်ပြေလားတို့မင်းမိသားစုအဆင်ပြေလားတို့ပြီးတော့မြန်မာကတော်တော်ပြင်ပန်းနေတော့တို့အဲ့လိုမျိုးပြောခံရရှိပေါ့နော်ပြောချင်တာကဒီငလင်ကြောင့်တကဘာလုံးကမြန်မာဆိုတာကိုတည်သွားတာပေါ့နော်တကဘာလုံးကလူတွေကမြန်မာဆိုတာကိုပို့ပြီးတော့တည်လာတယ်ဒီလိုလူတည်များလာတာကနေကျွန်တော်တို့ဘာအကျိုးကျေးဇူးတွေရမလဲဆိုတာကတော့ကျွန်တော်ကဉာဏ်သိမ့်မှတ်မိတဲ့အတွက်အကိစ္စတော့ကျွန်တော်မတွေးနိုင်ဘူးပေါ့နော်ဘာအကျိုးကျေးဇူးရမှာဆိုမတွေးနိုင်ဘူးအဲ့တော့ဒီငလင်ကနေပြီးတော့မြန်မာပြည်သူလူထုရဲ့ပစုံတရားအပေါ်မှာကျေးရတဲ့တန်ဖိုးပို့ပြီးတော့ပြင်းထန်လာမလားတစ်ခုပေါ်မှာကျေးရတဲ့တန်ဖိုးပို့ပြီးတော့ပြင်းထန်လာမလားဒါမှမဟုတ်နိုင်ငံတကာကနေပြီးတော့မြန်မာပြည်သူတွေအတွက်နိုင်ငံရေးအအကူအညီတွေပို့ပြီးတော့ရလာမလားဘာတစုံတရာအကျိုးရမလဲဆိုပြီးတော့ကျွန်တော်မျှော်လင့်မိတယ်ပေါ့နော်ဒီငလင်ကနေပြီးတော့စိုးကြိုးတွေကြီးပဲမဟုတ်ပဲနဲ့တစုံတရာကောင်းကျိုးတွေများရလာပါစေလို့ကျွန်တော်မျှော်လင့်နေမိတယ်ပေါ့နော်ဒါကတော့ကျွန်တော်ရဲ့ခုငလင်နဲ့ပတ်သက်တဲ့တွေးကြည့်မိတဲ့အရာပေါ့နော်အဲ့တော့ပြောချင်တာက professional လူတောင်အနေနဲ့ကအကောင်းမြင်သိရှိရတာပေါ့နော်အရာတစ်ခုပေါ်မှာအကောင်းမြင်သိရှိရတယ်လူပေါ်မှာပဲဖြစ်ဖြစ်အဖြစ်ပြက်ပေါ်မှာပဲဖြစ်ဖြစ်အကောင်းမြင်သိရှိရတယ်အဲ့ဒီအတွက်အကောင်းဆုံးစာအုပ်ကတော့မေတ္တာရှင်မာလေးပေါ်လီယာနာဖြစ်တယ်မေတ္တာရှင်မာလေးပေါ်လီယာနာဖတ်မယ်ဆိုရင်အကောင်းမြင်စိတ်တော်တော်လေးကိုရသွားမှာပေါ့နော်ကျွန်တော် recommend ပေးတယ်နောက်ထပ်ပေါ့နော် professional လူတွေမှာရှိရမယ့်စိတ်ဓာတ်တစ်ခုကကျတော့ professional တဲ့လူတွေကကိုမထိန်ချုပ်နိုင်တဲ့အရာတွေပေါ်မှာသိပြီးတော့အာရုံစိုက်လို့မရဘူးပေါ့နော်ပြောချင်တာကကိုမထိန်ချုပ်နိုင်တဲ့ရာသီဥတုပေါ်မှာကိုမထိန်ချုပ်နိုင်တဲ့တဘာဝပေးရနေတွေပေါ်မှာကိုမထိန်ချုပ်နိုင်တဲ့တကယ်ကိုကြီးမားမားကိစ္စတွေမှာ professional တဲ့လူတွေကရန်ကြီးအာရုံစိုက်ပြီးတော့ခံစားနေလို့မရဘူးပေါ့နော်ကျွန်တော်တို့မိုးရွာနေမယ်ဆိုရင်မိုးရွာကောင်းလားဆိုပြီးတော့လုံးမဲ့အစားပေါ့နော်မိုးရွာကောင်းလားဆိုပြီးလုံးမဲ့အစားဒီမိုးရွာနေဆိုရင်ကိုမိုးရွာတဲ့ပုံမှာတုံ့ပြန်မလဲပေါ့နော်ကိုလုံးနိုင်တာဟုတ်ပဲစဉ်းစားရမယ်ကျွန်တော်မိုးရေတွေကိုဖြတ်ပြေးမလားဒါမှမိုးရေတွေကိုဖြတ်ပြေးပြီးတော့တစီငားမလားတစကားစီးမလားဒါမှမဟုတ်ဆိုင်မှာဝင်ပြီးတော့မိုးရေခုမလားပေါ့နော်အဲ့လိုမျိုးရှိရပေါ့နော်ကိုလုံးနိုင်တာဟုတ်ပဲစဉ်းစားပြီးတော့ကိုနဲ့အဆင်ပြေဆုံးအရာကိုလုပ်ရမယ်ဒါက professional တဲ့လူတွေဆိုရင်ကိုမထင်ကြနိုင်တဲ့အရာတွေပေါ်မှာရန်ကြီးအာရုံစိုက်ပေါ့နော်ဟိုဒီငလင်ဆိုလဲကိုမထင်ကြနိုင်ဘူးပေါ့နော်ကျွန်တော်ဆိုရင်အစာပိုင်းတော့ခံစားချက်တွေများပြီးတော့ငုံမိတာရှိတယ်
ဒါပေမဲ့နောက်ပိုင်းကျတော့အရင်ကြီးခံစားချက်မထည့်တော့ဘူးပေါ့နော်စိတ်မကောင်းတော့စိတ်မကောင်းဘူးဝမ်းနေတယ်ဒါပေမဲ့ကိုလုံးဆရာကြီးလည်းရှိသေးတဲ့အတွက်ဒီပေါ်မှာအရင်ကြီးခံစားနေလို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်လုပ်နိုင်တာကအလုံငွေထည့်တာပေါ့နော်အတွက်ကျွန်တော်မှာကဒီ3လပိုင်းလကုန်လာတာက2လပိုင်းလကုန်ကတည်းကဘယ်လိုသုံးမယ်ဆိုတာကကျွန်တော်ကစီစဉ်မိထားပါတော့ဒီ3လပိုင်းလကုန်လာတာကို2လပိုင်းလကုန်မှာကျွန်တော်ကဘယ်လိုသုံးမလဲဆိုတာကြိုပြီးတော့စီစဉ်မိထားအဲ့တော့ကျွန်တော်မှာပတ်စံပုံမရှိဘူးဒါပေမဲ့ကျွန်တော်ဖြတ်ထုတ်လို့ရတဲ့အသုံးစရိတ်တွေကိုဖြတ်ထုတ်ပြီးတော့9သိန်းတော့ယူလိုက်နိုင်တယ်ပေါ့နော်ကျွန်တော်တော်တော်နည်းနေသေးတယ်လို့တော့ထင်ရတယ်နော်အဲ့ဒီပတ်စံပမာဏကနောက်လိုက်မှာဘယ်လောက်လူနိုင်မလဲတော့ကျွန်တော်လည်းကြိုတင်မသိဘူးကျွန်တော်မှလည်းအခုတလောက30နေရာလေးရှိတဲ့အတွက်ကြောင့်အကြောင်းတက်နိုင်ဆုံးတော့လူရမယ်ပေါ့နော်ဒီလို9သိန်းလူရတဲ့ကျွန်တော်တကယ်ရည်ရွယ်ချက်ကလည်းပေါ့နော်တကယ်အဓိကကသူများတွေကိုကိုညီခြင်းနဲ့ဆိုပေမဲ့သူ့နောက်မှာပါလာတဲ့ရည်ရွယ်ချက်ကကျွန်တော်အကျိုးအတွက်ကျွန်တော်လူတဲ့ရည်ရွယ်ချက်ပေါ့နော်ဘာလို့ကျွန်တော်အကျိုးအတွက်ကျွန်တော်လူလဲဆိုတော့ကျွန်တော်မှာကဝင်ငွေတင်းတင်းရှိတယ်ဒါပေမဲ့ဒီမှာတနိုင်ငံလုံးကဒုက္ခရောက်နေတယ်အချိန်မှာဝင်ငွေတင်းတင်းရှိတဲ့ကျွန်တော်ကပတ်စံလင်းရှိပါလေရဲ့နဲ့ဘာမှမလူလိုက်နိုင်ဘူးဘာမှမလူလိုက်ဘူးဆိုရင်ကျွန်တော်အနေနဲ့ဘယ်လိုမှပျော်ရွှင်နိုင်မှာမဟုတ်ဘူးစိတ်ကြည်နေနိုင်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်ရဲ့ကြည်နံမှုအတွက်ကျွန်တော်လူချင်းဖြစ်တယ်ပေါ့နော်အဓိကကနောက်တစ်ချက်အဓိကကြတဲ့အရာကသူများတွေရဲ့အပူကိုကျွန်တော်ကတနိုင်သမျှကူညီလိုက်တဲ့သဘောဖြစ်တယ်ပေါ့နော်ကျွန်တော်ရဲ့9သိန်းလူရရဲ့ရွေးချက်ကအဲ့နှစ်ခုဖြစ်တာပေါ့နော်ပြောချင်တာကကျွန်တော်ပြောရှင်းတဲ့လူတယောက်ကအစာပိုင်းမှာပြောခဲ့သလိုပဲပေါ့နော်တခုခုလုပ်မယ်ဆိုရင်ကျွန်တော်တို့ကိုကျိုးမကြည့်ပဲလုပ်တဲ့လူကရေရှည်မလုပ်နိုင်ဘူးပေါ့နော်ကိုကျိုးကြည့်တဲ့ရည်ရွယ်ချက်တစ်ခုခုဘာမှကျွန်တော်တို့ရေရှည်လုပ်နိုင်မှာပေါ့နော်ကိုကျိုးကြည့်ရဆိုတာကလည်းခုနကပြောဆိုကျွန်တော်ပြောခဲ့တဲ့ကိုကျိုးကြည့်တဲ့ရည်ရွယ်ချက်တွေဆိုတာလည်းသူများကိုထိခိုက်တဲ့ရည်ရွယ်ချက်တွေမဟုတ်ဘူးပေါ့နော်ကိုယ့်အတွက်ကိုဘဝကိုပျော်ရွှင်မှုအတွက်ကိုကျွန်တော်တို့ကိုကျိုးကြည့်ရဲ့ရည်ရွယ်ချက်ကိုယ့်ဘဝအတွက်သူများကိုမထိခိုက်တဲ့ကိုကျိုးကြည့်ရဲ့ရည်ရွယ်ချက်တွေအမြဲတမ်းတစ်ခုလုံးမှာဆိုရင်ပါဝင်နေဖို့ရည်ကြည်ရပါတော့အဲဆိုရင်လောကလည်းပျော်တယ်ရရှိတယ်လုပ်နိုင်တယ်နောက်ကိုပျော်ရွှင်တဲ့လူတွေမှာရှိတဲ့စိတ်ဓာတ်တစ်ခုကပျော်ရွှင်တဲ့လူတွေဆိုတာကပြစ္ဆုတ်ပံမှာပဲနေတယ်ပေါ့နော်ကျွန်တော်တို့အတိတ်ဆိုတာကကျွန်တော်တို့သင်ခန်းစာယူဖို့ဖြစ်တယ်အတွေ့အကြုံယူဖို့ဖြစ်တယ်အတိတ်ဆိုတာကမသိရှိတော့ဘူးကျွန်တော်ပြန်သွားလို့လည်းမရဘူးအတိတ်စီကနေပြီးတော့သင်ခန်းစာတွေယူလိုက်မယ်အတွေ့အကြုံတွေယူလိုက်မယ်ဒါဆိုရင်အတိတ်ကကိုယ့်အတွက်ရအဆင်ပြေသွားပြီအတိတ်ဆိုတာမိထားရလို့ရပြီကိုကအတိတ်ကနေပြီးတော့သင်ခန်းစာရဲ့အတွေ့အကြုံရသွားပြီအတွက်တန်သွားပြီပေါ့နော်အတိတ်ကနေဘာမှမယူလိုက်ရင်တော့မတန်ဘူးပေါ့နော်နာဂတ်ဆိုတာကလည်းအခုငလင်းဖြစ်သွားတယ်လူတိုင်းမှာငလင်းမဖြစ်ခင်လူတိုင်းမှာနောက်တစ်နိုင်နေဘာလုပ်မလဲနောက်တစ်ရက်နေဘာလုပ်မလဲနောက်တစ်ပတ်နေဘာလုပ်မလဲနောက်တစ်နေ့နေဘာလုပ်မလဲငါကြီးလာရင်ဘာလုပ်မလဲလူတိုင်းမှာအဲ့လိုအိမ်မက်တွေရှိမှာပေါ့နော်ကြိုပြီးတွေးထားတာရှိမယ်ဒါပေမဲ့ငလင်းလုံသွားလိုက်တဲ့အတွက်အဲ့ဒါဘာမှမလုပ်နိုင်ဘူးပေါ့နော်ပြောချင်တာကအနာဂတ်ဆိုတာကမတည်မြဲဘူးဒီငလင်းကိုကြည့်ခြင်းအပြင်ကျွန်တော်တို့အနာဂတ်မတည်မြဲဘူးဆိုတာလုံးဝသိတာနေတယ်သိတာနေတယ်ပြီးတော့အနာဂတ်မှာကိုတွေးပူနေတဲ့အရာတွေရဲ့95%လောက်ကတကယ်ဖြစ်မလာဘူးပေါ့နော်တကယ်ဖြစ်မလာဘူးတကယ်ဖြစ်မလာတဲ့အတွက်ကိုကတွေးတာပူနေတဲ့အချိန်သာကုန်သွားတယ်စိတ်သာဆင်းရဲသွားတယ်တကယ်ဖြစ်မလာတဲ့အခါမှာလက်ကားပဲပေါ့နော်အဲ့အတွက်အနာဂတ်ကိုတွေးပူနေတာကိုရရမယ်အနာဂတ်ကိုရန်ကြီးတွေးနေတာပေါ့နော်အနာဂတ်ကိုတွေးရင်လည်းအတွေးအိမ်ပေါ်မှာရောက်နေတာအတွေးတွေနဲ့အိမ်ဆောက်နေတာဒါမျိုးတွေရရမှာပေါ့နော်ပြောချင်တာကအနာဂတ်ကိုတွေးရင်လည်းအချိန်ကြီးအများကြီးသုံးနေတာကိုရရမယ်ကျွန်တော်ပန်းနိုင်မချနဲ့တော့ဘာလို့ပြောချင်တာမဟုတ်ဘူးအနာဂတ်ကိုတွေးရင်လည်းအချိန်ကြီးအများကြီးမသုံးနဲ့ကိုယ့်ရဲ့ energy အများကြီးမသုံးနဲ့ကိုယ့်ရဲ့အာရုံစိုက်တိုက်မှုတွေအများကြီးမဖြုံးနဲ့ပေါ့နော်အတိတ်ကိုတွေးပြီးတော့ခံစားပြီးတော့ကိုယ့်ရဲ့အခြေအနေကိုမသုံးနဲ့ကိုယ့်ရဲ့ energy တွေကိုမသုံးနဲ့လက်ရှိပြဿနာမှာကိုယ်ဘာတွေလုပ်နိုင်လဲဘာတွေလုပ်ရင်အဆင်ပြေမလဲအဲ့ဒါကိုသာအဓိကစဉ်းစားပြီးတော့လက်ရှိပြဿနာမှာလုပ်နိုင်တာကိုလုပ်ပါနော်ဒီနေ့ကျွန်တော်ဝေမျှပေးခြင်းနဲ့
mental health ပေါ့နော်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ပတ်ရှင်တဲ့လူတွေအတွက်တည်ထားမယ်အရာတွေပေါ့နော်ကျွန်တော်တည်သမျှလေးပဲကျွန်တော်ဝေမျှနိုင်ပါတယ်အဲ့တော့ဒီ mental health တို့ physical health တို့ပေါ့နော်ခန္ဓာကိုယ်ကျန်းမာရေးတို့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးတို့ကိုဒီလိုမျိုးကောင်းလာအောင်ဘာလို့ရမလဲမသိဘူးဆိုရင်တော့ကျွန်တော်အကြံပေးချင်တာကစာအုပ်အရင်ဖတ်ပါပေါ့နော်ကျွန်တော်ဒီလိုမျိုးသိလိုက်ဆိုတာလေစာအုပ်တွေဖတ်ပြီးတော့ဘဝတုတ္တတွေရှိလာတဲ့အခါမှာဘဝတုတ္တကို action အနေနဲ့လှုပ်ဆောင်ချက်တွေအနေနဲ့ပြောင်းပြီးတော့ကျွန်တော်တို့ရလက်အနေနဲ့ထွက်လာတာပေါ့နော်အဲ့တော့ဘဝတုတ္တကိုကျွန်တော်တို့ action ပေါင်းလိုက်တဲ့အခါမှာဘဝတုတ္တနဲ့ action နဲ့ပေါင်းပြီးတော့အချိန်ကြာလာတဲ့အခါမှာရလက်တွေထွက်လာတယ် experience တွေထွက်လာတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဘဝတုတ္တစာပတ်မယ်ဆိုရင်လည်းခုနပြောသလိုပဲဘဝတုတ္တတက်ကြီးပဲကဘာမှဖြစ်မှာပေါ့နော်အဲ့ဘဝတုတ္တပေါ်မှာကျွန်တော်တို့ action ထပ်ပေါင်းမှုလို့တယ်လှုပ်ဆောင်ချက်ထပ်ပြီးတော့ပေါင်းမှုလို့တယ်ပေါင်းတဲ့ခါကျမှကျွန်တော်တို့ဘဝအတွက်ကောင်းမွန်တဲ့ရလဒ်တွေထွက်လာပါပေါ့နော်အဲ့တော့အားလုံးကိုနောက်ဆုံးပိတ်နေပြောချင်တာကကိုယ့်ရဲ့ပျော်ရွှင်မှုအတွက်ကိုယ့်ရဲ့ကျန်းမာရေးအတွက်ဆိုရင်အရေးကြီးဆုံးကစာဖတ်ပါပေါ့နော်စာဖတ်ပါဘယ်အဆဖတ်ချင်တဲ့စာကိုစာဖတ်ပါကျွန်တော်လည်းရှင်းပါလေကျွန်တော်ညွှန်မိတဲ့စာအုပ်နှစ်ရှိရပေါ့နော်နောက်ထပ်လည်းကျွန်တော်စာအုပ်တွေညွှန်မိမှုရှိတယ်ကျွန်တော်ကြိုက်ဆုံးစာအုပ်တွေဒါပေမဲ့ပေါ့ကိုစပြီးတော့ကိုကြိုက်တဲ့ခန့်ခန္ဓာနေပြီးတော့စာဖတ်ပါပေါ့နော်အဲ့လိုတိုက်တွန်းချင်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲအသုံးကြည့်ပေးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကအားလုံးအတွက်အကျိုးရှိမှာဆိုရင်ကျွန်တော်ဆက်ပြီးတော့အားပေးကြပါအောင်လို့ကျွန်တော်တောင်းဆိုချင်တယ်ဘိုင်ဘိုင်ကျမကြီးကြိုးစားကြပါ